Paris မှာ Ruby က round ratio ရှောက်နေတော့နေမကောင်းဖြစ်နေတာသူကအရန်ရင်ငတ်လုံးလို့ပရိသတ်စီကနေရေဘူးလင်းတစ်လုံးကိုခိုးယူလိုက်တယ်အဲ့ဒါကိုတောက်ပြီးတဲ့နောက်သူကအဲ့လီမျိုးသမီးရဲ့ level ကိုချိုးပြီးတတ်လိုက်တယ်လူတွေကထိတ်လန့်ပြီးထွက်ပြေးနေကြတော့ Ruby ကနောက်ထပ်ရေဘူးလင်းတစ်လုံးကိုထပ်ခိုးပြီးပိုင်ရှင်ကိုအနောက်ကလူတွေစီလွှင့်ပစ်လိုက်တယ်Ruby ကအဆောက်အဦထဲကနေထွက်လာတော့အပြင်မှာတက်ပုံစရာတွေအများကြီးကိုတွေ့လိုက်ရတယ်။သူတို့ကသူ့ကိုတက်ပုံရိုက်ဖို့စ조사တဲ့အခါသူကအားလုံးကိုမြန်မြန်ပဲရိုက်နှက်လိုက်တယ်။ပြီးတော့သူကစိုက်ခဲတစ်စီးကိုခိုးပြီးပတ်ဝန်းကျင်ကိုဂယုမဆိုင်ပဲမျိုးထဲမှာပတ်မောင်းနေတော့ကားအချို့တိုက်မိကုန်တယ်။ရုတ်တရက်ကားတစ်စီးကသူ့ကိုတိုက်မိပြီးစိုက်ခဲဘွားနေလွှင့်ဆင်းသွားတယ်။ Ruby ကလမ်းပေါ်မှာခြေထောက်ကျိုးပြီးခဏလောက်လဲနေပြီးမှပြန်ထလာပြီးစားတော့ဆိုင်တစ်ဆိုင်ကိုဝင်သွားတယ်။သူကဘူးလေးမျိုးမျိုးကနေရေတွေလိုက်တောက်နေတော့ဝေတာကသူ့ကိုလာကြည့်ပေးဖို့စ조사တဲ့အခါသူကဝေတာကိုပါရိုက်နှက်လိုက်တယ်။သူကအဲ့တဲ့ချိုးကိုလည်းနာချီအောင်လုပ်ပြီးအိမ်သားဟဲကိုပြေးဝင်သွားတယ်။အဲ့ဒီမှာအိမ်သားတွေကရေတွေကိုသူ့မျက်နှာပေါ်အသေးအတန်ပတ်လိုက်တယ်။ဒါပေမဲ့အဲ့ဒါကသူ့ကိုနားချလို့အော်ဟစ်စေပြီးသူ့အသားအရည်ကနေမီးခိုးတွေထွက်လာတယ်။ Ruby ကလမ်းစေးကန်ထဲမှာဆေးကြောပြီးစိတ်ပြက်လက်ပြက်နဲ့မှန်ကိုရိုက်ခွက်လိုက်တယ်။သူအပြင်ထွက်လာတဲ့အခါအမျိုးသားတယောက်ကသူ့ရင်ဘတ်ကိုတနက်နဲ့ပစ်လိုက်တယ်။ဒါကသူ့ကိုအဲ့ဒီလူကမှပြန်ပြီးရိုက်နှက်ဖို့ပဲဖြစ်စေတယ်။အဲ့ဒီအချိန်မှာရဲတွေကအဆောက်အဦကိုဝိုင်းထားလိုက်တော့ Ruby ကအပြင်ကိုထွက်လာပြီးသွေးမြစ်ရည်တွေကြာရင်သူတို့ကိုစိုက်ကြည့်နေတယ်။ရုတ်တရက်သူ့ခန္ဓာကိုယ်ကပေါက်ကွဲသွားပြီးရဲတွေကိုသူ့သွေးတွေနဲ့ဖုံးလွှမ်းသွားစေတယ်။အတန်းကြတော့ကူပါနဲ့ဂျော်ဒန်တို့ကဟိုတယ်တစ်ခုမှနားနေကြတာပေါ့သူတို့က FBI agent တွေဖြစ်ပေမဲ့အခုတော့တယောက်နဲ့တယောက်ရင်းနှီးနေကြတာလေမနေ့ရောက်တော့သူတို့ကကဲဝေါ်ဘောကတပ်ဖြတ်မှုအမှုအတွက်အစီအဝေးတစ်ခုကိုတက်ရောက်ကြတယ်ကဘာတဝန်းကမျိုးအသီးသီးမှာမော်ဒယ်တော်များများဟာရေငတ်လွန်းလို့စိတ်ဖောက်ပြန်ပြီးနောက်မှာပောက်ကွဲသွားကြတယ်အဲ့ဒီနောက်သူတို့နှစ်ယောက်ကဆေးဘက်ဆိုင်ရာစစ်ဆေးသူနဲ့တွေ့ဆုံတဲ့အခါ Ruby ကအတွင်းကလေအပြင်ကိုလောင်ကျွမ်းသွားတာထိပြီးဒါကိုတိတ်ပန်နေကြရှင်းပြဖို့နီးလန်းမရှိဘူးလို့ပြောတယ်သူခန္ဓာကိုယ်ကအယောင်ပူနေစေထီလို့ဆရာဝန်ရဲ့ခီရီယာတွေကိုမှအေးပြောစေခဲ့တယ်တခုတည်းသောတယ်လွန်ဆက်ကတော့ Ruby ရဲ့ခန္ဓာကိုယ်ထဲမှာတွေ့ရှိရတဲ့အမီမတိ virus တခုပဲနောက်တော့ရုံးမှာကူပါကပောက်ကွဲသွားတဲ့ model တွေရဲ့သွားဘက်ဆိုင်ရာမတန်းတွေကိုကြည့်ရင်သူတို့ကအတိတ်မှာလုံးဝကိုကွဲပြားခြားနားတဲ့ပုံစံရှိခဲ့တာကိုသိသွားတယ်သူတို့အားလုံးက plastic surgery တွေမျိုးမျိုးလုပ်ခဲ့ကြပြီးလွန်ခဲ့တဲ့နှစ်ကမှ model တွေထစ်လာခဲ့ကြတယ်ခွဲစိတ်ပြီးတဲ့နောက်မှာသူတို့က social media ကနေပျောက်ကွဲသွားပြီးမိသားစုတွေနဲ့သူငယ်ချင်းတွေ over ဆက်သွယ်ဖြတ်လိုက်ကြတယ် New Jersey မှာက Jeremy က camper တယောက်ကိုကြည့်ရသူ့ဘာသာသူတာယာနေတာပေါ့ဒါပေမဲ့သူကပိုက်ဆံအလုံးလောက်မပေးနိုင်တဲ့အတွက်အဲ့ဒီကောင်မလေးကကင်မရာကိုပိတ်လိုက်တယ်သူကငိုနေရင်းနဲ့ပဲအလုပ်ကိုအဆုံးသတ်လိုက်တယ်ညစာစားနေတော့မှသူ့အမေကသူ့ရဲ့အမှုချင်းတွေကိုပြင်ပြီးတော့အလုပ်ရှာခိုင်းတဲ့အတွက်သူကသူ့အမေနဲ့စကားများတယ်အဲ့ဒီနောက်သူကမြေအောက်ခန်းမှာဆေးလိပ်တောက်ပြီးသူ့ရဲ့အိမ်ကားကိုကြီးထွားစေမယ်လို့ယူဆရတဲ့ပတ်တစ်ခုကိုတုံးလိုက်တယ်ဒါပေမဲ့အဲ့ဒါကသူ့ကိုအရေးကြီးဖို့တွေပဲချစ်စေခဲ့တယ်သူက insect တွေအတွက် chat room မှာသွားပြီးညှိညူတဲ့အခါနောက်ထပ်အဖွဲ့ဝင်တစ်ယောက်ကဖုန်းနံပါတ်တစ်ခုပေးပြီးဒါကသူ့ပြဿနာတွေကိုဖြေရှင်းပေးလိုက်မယ်လို့ကတိပေးလိုက်တယ်နောက်နေ့မှာတော့ Jeremy က Indianapolis ကိုတွားပြီး plastic surgery နဲ့တွားတွေ့တယ်။ဆရာဝန်က Jeremy ကို incel လို့ခေါ်ပြီးချက်တယောက်ဖြစ်အောင်ပြောင်းပေးမယ်လို့ကတိပေးတယ်။သူ့လိုလူကောင်းတယောက်ကဘာနဲ့ထိုက်တယ်လဲဆိုတော့ဥပြောပြီးဆွဲဆောင်လိုက်တာပေါ့။ဒီမကြခင်မှာပဲ Jeremy ကမျက်နှာတစ်ကီနဲ့ဘားတစ်ခုကိုရောက်နေပြီးအခုဆိုမိန်းကလေးတွေအများကြီးကသူ့ကိုလာပလီကပြီးတောက်စရာတွေတိုက်ကြတယ်။သူကတော့ယုံကြည်မှုအပြည့်နဲ့သူတို့နဲ့အတူတူကားနေတာပေါ့။ညကုန်ခါနီးမှာတော့ Jeremy က Ampo အတွက်အင်တာတွေကိုသွားတယ်။သူပြန်ထွက်လာတဲ့အချိန်မှာဘားစီယာကမိန်းကလေးတွေကပိုက်ဆံမရှင်းပဲထွက်သွားပြီလို့ပြောတယ်။ Jeremy ကပဲအကုန်ရှင်းပေးမယ်လို့သူတို့ကပြောသွားကြတာလေ။မနေ့ရောက်တော့ဒေါ်လာထွက်နေတဲ့ Jeremy ကစေခန်းထဲကိုဝင်သွားပြီးဆရာဝန်ကိုမတွေ့မချင်းဝန်ထမ်းတွေကိုရှောက်ဖောက်ပစ်တော့တာပဲ။သူကဆရာဝန်ကိုတနက်နဲ့ချိန်ပြီးပေးခဲ့တဲ့ကတိတွေအကုန်လုံးကအလိမ်ညာတွေပဲလို့ပြောတယ်။ဆရာဝန်ကတော့နောက်ထပ်အခွင့်အရေးတစ်ခုပေးဖို့တောင်းပန်ပြီးသူတို့သုံးလို့ရမယ့်နောက်ထပ်နည်းလမ်းတစ်ခုရှိသေးတယ်လို့ကတိပေးလိုက်တယ်။အဲ့ဒီနောက်မှာတော့ဆရာဝန်က Jeremy ကိုဟိုတယ်အခန်းတစ်ခုကိုခေါ်သွားပြီးလူဝက်ဆန်းကျဲတဲ့ Claire နဲ့ပေးတွေ့တယ်။သူမက Jeremy ကိုအနားယူခိုင်းပြီးသူ့လက်အတူပြောပါလိုက်တာပေါ့။ခဏနေတော့ Jeremy တယောက်ထဲနိုးလာတယ်။သူဖျားနေပြီးလမ်းတောင်ကောင်းကောင်းမရှောင်နိုင်တော့ဘူး။သူက room service မှာအရေးတွေအများကြီးမှပြီးပိုလင်းပေါင်းများစွာတောက်လိုက်တယ်။ချက်ချင်းပဲသူခန္ဓာကိုယ်ကတုံခါလာပြီးအယမ်းနာခြင်းတဲ့ပုံစံနဲ့လင်းဖီကုန်တယ်။ Jeremy ရဲ့သွားတွေကျွတ်ထွက်ပြီးသွေးတွေအန်တယ်။ပြီးတော့သူမျက်နှာကိုသူခွာချပစ်လိုက်တာ။အယမ်းကိုနာခြင်းစရာအကောင်းတဲ့ပြောင်းလဲမှုကြီးပြီးတဲ့နောက်မှာတော့ Jeremy ကအရေးပြားအိမ်ထဲကနေပြီးလှပရဲ့ခန္ဓာကိုယ်အသက်နဲ့ထွက်လာတာပေါ့။ရုံးမှာတော့ကူပါနဲ့ဂျော်ဒန်တို့က virus အသီးရဲ့စစ်ဆေးမှုရလဒ်တွေကိုရလိုက်ကြတယ်။ဒါကလက်ငါနဲ့တဆင်ကူဆက်တာဖြစ်ပြီး HIV နဲ့ခွေးရူးရန်ရောဂါပေါင်းထားတာမို့လို့အရန်ကိုအန်တီရများတယ်။ဒါကတိုက်ခွဲခန်းမှာလှုပ်ထားဖို့များတယ်။သူတို့နှစ်ယောက်ကိုအဲ့ဒီ virus ထက်တွေရဲ့နောက်ထပ်အခင်းဖြစ်နေရတဲ့ခုကိုလွတ်လိုက်တယ်။ Venice မှာတော့ virus ကလေထဲကနေမကူနိုင်ဘူးဆိုပေမဲ့ကူပါနဲ့ဂျော်ဒန်တို့ကအကအဝေးဝစ်စုံတွေဝတ်ထားရတယ်။ခုတင်ပေါ်မှာတော့ရင်ပတ်ကြီးပွင့်နေတဲ့အမျိုးသမီးတယောက်ကိုတွေ့ရတယ်။နိုင်ရန်ပေါ်မှာတော့သွေးနဲ့ရေထားတဲ့အေးဟစ်တင်ခဲ့တာတခုရှိနေပြီးဒါကအလှပလို့အတိပ္ပယ်ရတယ်လို့သူတို့သိလိုက်ကြတယ်။ရိုးမှာတော့လူသက်သမားအန်တိုနီယာကဘိုင်ရန်နဲ့ဖုံပြောနေတယ်။ဘိုင်ရန်ကအယမ်းဒေါသထွက်နေတယ်။ဘာလို့လဲဆိုတော့သူ့ကုမ္ပဏီမှာလုပ်ခဲ့တဲ့လူတယောက်ကလူဝက်ဖော်မီနာတခုကိုခိုးသွားပြီးလူတွေကိုယောဂကူးဆက်အောင်လုပ်လို့ပဲ။ဒါကြောင့်သူ့ကိုတက်စီခြင်းနေတယ်။အန်တိုနီယာကအဲ့ဒီဝန်ထမ်းဟောင်းနောက်ကိုလိုက်ပြီးအစိတ်လူများနဲ့ဖြစ်လိုက်တော့အဲ့ဒီလူကချက်ချင်းပဲအတက်ယောဂလို့ဖြစ်ပြီးတေးသွားတယ်။
ဘာတခုမှတော့ကူပါနဲ့ဂျော်ဒန်တို့ကနောက်ဆုံးခံရတဲ့လူရဲ့ဗီဒီယိုကိုကြည့်နေကြတယ်။အဲ့ဒီမင်းကလေးကဒါကမထိုက်တန်ဘူးဒါမျိုးမလုပ်ပါနဲ့လို့ပဲခဏခဏပြောနေတာ။ဗီဒီယိုအဆုံးမှာတော့တယောက်ယောက်ကအခန်းထဲဝင်လာပြီးသူမရဲ့ tablet ကိုချခိုင်းလိုက်တယ်။ဒါကိုအိမ်ဖော်ကအလောင်းမသွေခင်တရက်အလိုမှာလူမှုကွန်ရက်ပေါ်ကျင်ထားတာပဲ။အဲ့ဒီအချိန်မှာပဲနာမည်ကြီး fashion magazine ရဲ့ editor ရူထိုက်တယောက်ပောက်ကွဲသေးဆုံးတော့ကြောင့်သူတို့ကိုမနေ့ပြန်နယူးယောက်သွားဖို့ဖုန်းလာပြောတယ်။အဲ့ဒီနောက်မှာကူပါနဲ့ဂျော်ဒန်တို့ကသူတို့ရဲ့ပတ်သက်မှုကိုပုံမှန်ပဲထားဖို့သဘောတူလိုက်ကြတယ်။ဂျော်ဒန်ကိုတခြားယောက်ျားတယောက်ကလာပလီနေတာကိုမြင်တော့ကူပါကထွက်ပေါ်တာပေါ့။ကူပေါကလမ်းကြားထဲမှာလမ်းလျှောက်နေတော့သူ့ကိုလူစိမ့်နှစ်ယောက်ကရုတ်တရက်တိုက်ခိုက်လာတယ်။သူကပြန်ခုခံပြီးထွက်ပြေးဖို့စ조사ပြီးမယ်။အဲ့ဒီလူတွေကချက်ချင်းလိုက်မိသွားပြီးသူ့ခေါင်းကိုပလတ်စတစ်အိတ်နဲ့ရွှတ်လိုက်ကြတယ်။သူ့လက်တွေကိုလည်းချိလိုက်ကြတယ်။ဒါပေမဲ့ကူပါကပြန်တိုက်ခိုက်ပြီးအိတ်ကိုဖဲလိုက်နိုင်တယ်။လူနှစ်ယောက်လုံးကိုတိုက်ခိုက်နေရင်းနဲ့ကူပါကလူတစ်ယောက်ရဲ့လယ်ပင်ကိုသူ့လက်တွေနဲ့ညှစ်ပြီးပလတ်စတစ်ချိုးကိုဖြတ်လိုက်တယ်။ပြီးတော့သူကပြန်ထွက်ပြေးပြီးစုံလို့ရေလုပ်ငန်းခွင်တစ်ခုမှာပုန်းနေတယ်။ကန်ဆိုးစွာနဲ့အဲ့ဒီမှာလေသူကတိုက်ခိုက်ခံရပြီးထပ်ပြီးပြန်ချနေရတယ်။လူမိတ်တယောက်ကကူပါရဲ့ပေါက်ကိုဓာတ်နဲ့လှိလိုက်တယ်။အဲ့ဒီနောက်မှာတော့ကူပါကဆောက်လုပ်ရေးခွင်ထဲကပစ္စည်းတွေကိုသုံးပြီးအဲ့ဒီလူနှစ်ယောက်လုံးကိုလဲသွားအောင်လုပ်လိုက်တယ်။အဲ့ဒီနောက်မှာတော့ကူပါကလေခေါင်းပေါ်ကိုပြေးတက်သွားတယ်။လမ်းပိတ်နေတာကိုပဲသွားတွေ့တော့တယ်။လူတစ်ယောက်ကသူ့နောက်ကိုထပ်လိုက်လာတော့သူကကျိုးတစ်ချောင်းကိုယူပြီးအဲ့ဒီလူရဲ့လယ်ဘင်းမှာပတ်လိုက်တယ်။ပြီးတော့ဝါရန်ဒါမော်ကနေပစ်ချလိုက်တယ်။အဲ့ဒီလူမိုက်ကတေးသွားပြီးကူပါလည်းအဲ့ဒီအချိန်မှာပဲပြုတ်သွားတယ်။ဒီတော့ထဲမှာဂျော်ဒန်ကဘာကလူနဲ့အတူဟိုတယ်ကိုသွားတယ်။သူတို့တွေအတူတူရှိပြီးတဲ့နောက်ဂျော်ဒန်ကအိပ်ပျော်သွားတယ်။အဲ့ဒီလူကလည်းအခွင့်အရေးကိုတုံးပြီးထက်သွားတယ်။နာရီရဲ့နေငယ်ကြတော့ဂျော်ဒန်ကဖျားပြီးနိုးလာတယ်။ချက်ချင်းပဲရေတောက်တော်တာပဲ။ရုတ်တရက်သူ့ဖန်တာကိုကတွန့်ကျင်လာပြီးတဘာဝမကျတဲ့ပုံစံတွေနဲ့လိန်တွက်လာတယ်။သူကရေတောက်ဖို့ရေချိုးခန်းနဲ့တွားဖို့ကြိုးစားပြီးမဲ့လဲကျသွားတယ်။မနေ့ရောက်တော့ဂျော်ဒန်ကအရေးဖျားအိမ်ထဲကနေထွက်လာပြီးသူ့ရဲ့ခန္ဓာကိုယ်အစ်စ်ကိုမြင်လိုက်ရတဲ့အခါအော်လိုက်တယ်။နယူးယောက်မှာတော့ဟာပါကမန်နီနဲ့တခြားလို့ဖော်ခွင့်ဖာတယောက်ကိုသူနေမကောင်းဘူးလို့ပြောပြနေတယ်။ရုတ်တရက်သူ့ခန္ဓာကိုယ်ကလိန်တွက်လာပြီးသူကရေတွေအများကြီးတောက်တယ်။ဒါပေမဲ့ပြန်အန်ထုတ်လိုက်တယ်။ဟာပါကရေထပ်တောင်းပေမဲ့မန်နီကကြောက်ပြီးသူ့ရေပူလင်းကိုသိမ်းလိုက်တယ်။ဒါကြောင့်ဟာပါကသူ့ကိုလင်းပန်းနဲ့ရိုက်လိုက်တယ်။သူကစာဝဲတွေကိုတွန်းထုတ်ပြီးလူတွေကိုလှည့်ပတ်ပစ်ပေါက်တယ်။ရေထပ်ပေးဖို့လည်းတောင်းဆိုနေတယ်။သူကမန်နီရဲ့သူငယ်ချင်းကိုဖမ်းမိတဲ့အခါပစ်သိမ်းဘောကနေအပြင်ကိုပစ်ချလိုက်တယ်။လူအုပ်ကြီးကအားလုံးကိုမကန်းတင်နေတော့မှလည်းဟာပါကနောက်ဆုံးတော့ပောက်ကွဲသွားတယ်။သူ့ရဲ့သွေးသဆက်ကမန်နီရဲ့မျက်လုံးထဲကိုဝင်သွားတယ်။ဗီနစ်မှာတော့ကူပါကရဲဒီရဲ့စစ်စေးမင်းညွန့်မှုကိုခံဖို့လက်ထိတ်ခတ်ထားလာတယ်။သူကကိုကာကွယ်တဲ့အနေနဲ့လုတ်ခဲ့တာလို့ပြောပေမဲ့သူတို့ကတော့မယုံကြဘူး။အကြီးအကဲယုံလာပြီးကူပါကိုလွတ်ပေးဖို့မပြောမချင်းအချစ်အတင်ဖိနေကြတယ်။အဲ့ဒီနောက်မှသူကဂျော်ဒန်စီကိုအချင်းချင်းဆက်သွယ်ဖို့ကြိုးစားပြီးမဲ့အဆင်မပြေခဲ့ဘူး။ရဲကြီးကဲကသူ့ကိုဟိုးတဲမှာဂျော်ဒန်ရဲ့ပစ္စည်းတွေကိုတွေ့ခဲ့ပြီးမဲ့လုံခြုံရေးကင်မရာတွေမှာတော့သူ့ရဲ့အရေးရယုံတော့မရှိဘူးလို့ပြောတယ်။သူ့ကိုတိုက်ခိုက်ခဲ့တဲ့လူတွေမှာထူးဆန်းတဲ့ virus ကူးစက်ခံထားရတယ်လို့လည်းသိရတယ်။ဒါကကူပါလည်းကူးစက်ခံရနိုင်ခြေရှိနေတယ်လို့ဆိုလိုတာပဲ။ကာကွယ်ရေးဝတ်စုံဝတ်ထားတဲ့ရဲနှစ်ယောက်ကကူပါကိုလောလောဆယ်တီးခြားခွဲထားဖို့ခေါ်သွားကြတယ်။နောက်ပိုင်းမှာတော့တခန့်ခန့်တဲ့ကတိတ်ဖန်ပညာရှင်တွေကကူပါမှာ virus မရှိဘူးဆိုတာအတည်ပြုလိုက်တယ်။သူကဂျော်ဒန်ကိုရှာချင်လို့သူ့အထက်လူကြီးမာယာစီကိုဖုံးဆက်ပြောတယ်။ဒါပေမဲ့မာယာကသူ့ကိုပြန်လာဖို့အတင်းခိုင်းတယ်။ဒီတော့ထဲမှာအန်တိုနီယိုကဂျော်ဒန်ကို virus ကူးအောင်လုပ်ခဲ့တဲ့လူကိုမျက်နှာချက်မှာဆွဲထားတယ်။သူ့မှာလက်နက်တွေအပြည့်ပါတယ်လက်ဆွဲအိတ်ရှိနေပြီးတားကောင်ကိုချိန်ချောက်ဖို့ပစိန်တစ်လက်ကိုယူလိုက်တယ်။ဒါပေမဲ့ဖုံးလာကကြောင့်အနောက်ရှက်ဖြစ်သွားတယ်။ဘိုင်ရွန်ကလေဘော်မှာရှိနေပြီးမင်္ဂလိတယောက်နဲ့အလုပ်ချင်နေတော့အန်တိုနီယိုကိုဖုန်းဆက်နေတာ။သူကလူနာတွေထပ်ပေါက်နေပြီဆိုတော့အန်တိုနီယိုကိုမြင်မြန်ရှင်းဖို့ပြောလိုက်တယ်။ဖုန်းချပြီးတာနဲ့အန်တိုနီယိုကဆွဲချိုးပေးထားရတဲ့လူကိုပစိန်နဲ့တတ်ဖြစ်လိုက်တယ်။အဲ့ဒီနောက်လေးစိတ်မှာသူသားကအဖေဖြစ်သူတေသွားပြီလို့ဆက်ယုံအောင်လို့သူ့မိမဟောင်စီပိုက်ဆံလွှဲပေးပြီးပါစိတ်ပိုက်ခိုက်လိုက်တယ်။အဲ့ဒီချိန်မှာဘိုင်ရွန်စီကိုမိမဟောင် friend ကြီးရောက်လာပြီးသူတို့ညသားကြီးကဆေးပြန်တုံးလို့ Cleveland မှာဆေးကုနေရတယ်လို့လာပြောတယ်။ဘိုင်ရွန်ကသွားမတွေ့ချင်ဘူး friend ကြီးကလည်းညတိုင်းဘိုင်ရွန်သေးပါစေလို့ဆူတောင်းနေတာလို့ပြောခဲ့တယ်။ Indianapolis မှာတော့အန်တိုနီယိုကအထူးကိရိယာသုံးပြီး Jeremy ခွေစစ်ခဲ့တဲ့ဆေးခန်းထဲကိုဖောက်ထွင်းဝင်ကြောက်ခဲ့တယ်။အခန်းတိုင်းကိုမရှာခင်သူကကင်မရာတွေကို hack လုပ်ပြီးပိတ်ပစ်လိုက်တယ်။နောက်ဆုံးမှာတော့အလောင်းတစ်လောင်းကိုလွှဲနဲ့ဖြတ်နေတဲ့ဆရာဝန်ကိုတွေ့သွားတယ်။ virus ပြန်အောင်လုပ်တဲ့ကိစ္စမှာသူ့ရဲ့ပါဝင်ပတ်သက်မှုကိုအန်တိုနီယိုကမေးတော့ဆရာဝန်ကကလဲနဲ့ online မှာတွေ့ခဲ့ပြီးမှသူမရဲ့အကူအညီကိုညှင်းခဲ့တယ်လို့ပြောတယ်။အန်တိုနီယိုကပောက်ကွဲသွားတဲ့လူတွေရဲ့ပုံလေးကိုပြလိုက်တော့မှဆရာဝန်ကသူစိတ်သက်သာနေတော့ကလဲကိုခေါ်ပြီးလူတစ်ယောက်စီ virus ကူးခိုက်ခဲ့တယ်လို့ဝန်ခံလိုက်တယ်။သူက Jeremy ဘဲမှလည်းမသိဘူးလို့ပြောတော့အန်တိုနီယိုကသူ့လက်မောင်းကိုတင်းနဲ့ပစ်ပြီးရှာခိုက်လိုက်တယ်။ဒါနဲ့ဆရာဝန်ကမင်္ဂလိတယောက်နဲ့အလုပ်ဖြစ်နေတဲ့ Jeremy စီဖုန်းဆက်လိုက်တယ်။ပြောင်းလဲမှုတွေကအမြဲတမ်းဖြစ်သွားအောင်ဆေးဒုတိယတစ်လုံးထိုးဖို့လိုတယ်လို့ပြောတော့ Jeremy ကသူရှိတဲ့နေရာကိုပြောပြလိုက်တယ်။ပြီးတာနဲ့အန်တိုနီယိုကဆရာဝန်ရဲ့ခေါင်းကိုဖြစ်တက်လိုက်တယ်။ခဏကြာမှအန်တိုနီယိုက Jeremy ရဲ့အခန်းထဲကိုဝင်သွားပြီးရေချိုးခန်းထဲမှာရှိနေတဲ့သူ့ကိုချင်းချောက်လိုက်တယ်။ Jeremy ကလည်းချက်ချင်းပြန်တိုက်ပြီးနှစ်ယောက်သားဆပ်တိုက်ကြတော့တာပဲ။ရေချိုးခန်းထဲကနေအိတ်ခန်းထဲထိပရိဘော်ကားတွေဖြတ်စီးပြီးတိုက်ကြတယ်။အန်တိုနီယိုကသူ့ကိုနိုင်သွားပြီးအလုပ်ဖြစ်ခဲ့တဲ့မိန်းကလေးစီ Jeremy ကိုဖုံးဆက်ခိုက်လိုက်တယ်။အဲ့ဒီမိန်းကလေးကအိမ်မှာဖျားနေတာမို့လို့ Jeremy ကဆေးလာပို့ပေးမယ်လို့ပြောလိုက်တယ်။မိန်းက
လီယာသူ့လိပ်စာကို message ပို့လိုက်တော့အန်တိုနီယိုကသူ့ကိုအဲ့ဒီခေါ်သွားခိုင်းလိုက်တယ်။အဲ့ဒီအိမ်ရောက်တော့ဘယ်သူမှတကားမဖွင့်လို့သူတို့နှစ်ယောက်တကားဖြတ်ဝင်သွားကြတယ်။ရေချိုခန်းထဲမှာသွေးလေအများကြီးနဲ့မှန်ခွဲတွေကိုတွေ့ရတယ်။မိဖိုးချောင်ထဲမှာတော့မင်္ဂလိရဲ့ဗလာချင်းနေတဲ့ပိုးအင်ကြီးကိုတွေ့လိုက်တယ်။ရုတ်တရက်အဲ့ဒီမင်္ဂလိကဂျယ်ရမီရဲ့ဘက်ခုံအုပ်ပြီးစားခွဲဘောကိုပစ်တင်လိုက်တယ်။အန်တိုနီယိုကနောက်ကနေဆွဲထားပြီးမိဖိုးချောင်ထဲမှာယုံရင်ဆန်ခတ်ဖြစ်ကုန်ကြတယ်။အန်တိုနီယိုကသူ့မကိုဘီရိုနဲ့ကတ်ထားတော့ဂျယ်ရမီကဒဲအိုးနဲ့ရိုက်ချလိုက်တယ်။ပြီးတော့တည်သွားတာတောင်မှသူ့မကိုတော်တော်များများထိုက်ရိုက်နေသေးတယ်။အန်တိုနီယိုကအော်ပြောလိုက်မှသူစိတ်ပြန်ဝင်လာတယ်။အခုအန်တိုနီယိုကဂျယ်ရမီကိုတက်ရပြီးမဲ့ဂျယ်ရမီကတောင်းပန်ဖို့ညင်ပြီးဘဝမှာဘာမှမရှိတော့ဘူးလို့ပြောတယ်။အဲ့ဒီမင်္ဂလိကိုမတက်ခင်အထိသူ့ဘာခံစားချက်မှမရှိခဲ့ဘူးတဲ့အန်တိုနီယိုကသူ့ကိုတပါပဲစားတော့ဆိုင်တစ်ခုကိုခေါ်သွားလိုက်တယ်။သူ့ကိုယ်ထဲမှာသူ့ကိုငယ်ရွယ်အောင်လုပ်ပေးထားတဲ့ virus အရင်ကတည်းကရှိနေပြီးအခုသူကအသက်65နှစ်ရှိပြီလို့ပြောပြလိုက်တယ်။ virus ကအခြေရေးကိစ္စတွေကနေကူးစက်အောင်လုပ်ထားတာမဟုတ်ပဲနောက်မှဖြစ်သွားတာလို့ဆိုတယ်။အန်တိုနီယိုကဂျယ်ရမီကိုကြည့်ပြီးသူသားကိုတတိယလို့သူ့ရဲ့တပည့်အထိခေါ်ထားလိုက်တော့တယ် နယူးယောက်မှာကူပါကိုဟာပါပောက်ကွဲမှုဖြစ်ပြီးနောက်ပိုးသွိထားတဲ့သူတွေအကုန်လုံးရှိတဲ့အခန်းတစ်ခန်းပြလိုက်တယ်။အဲ့နောက်သူကဟာပါရဲ့ရီစာကိုစစ်မေးတော့သူရီစာအကြောင်းပြောရင်းနဲ့ကောင်လေးကစိတ်တက်တီကြနေတာပေါ့။ပောက်ကွဲမှုဖြစ်တဲ့အချိန်မှာသူကထမင်းစားဆောင်ထဲမှာရှိနေသေးပေမဲ့သူ့ရဲ့စစ်ဆေးချက်အဖြေတွေကတော့ထပ်မလာသေးဘူး။သူနဲ့ဟာပါတွေကအကာအကွယ်မသုံးခဲ့ဘူးလို့ပြောလိုက်တဲ့အခါကူပါကသူလည်းကူးစက်ခံထားရပြီလို့ဆုံးဖြတ်ပြီးသူ့အထက်လူကြီးစီစာပို့လိုက်တယ်။ Hazmat ဝတ်စုံဝတ်ထားတဲ့ agent တွေယောက်ကချက်ချင်းရောက်လာပြီးကောင်လေးကိုအခန်းထဲဆဲခေါ်သွားဖို့လုပ်တော့သူကလန့်ပြီးထွက်ပြေးဖို့ကြိုးစားလိုက် agent တွေကသူ့ကိုစိတ်ငြိမ်စင်းနဲ့မြန်မြန်ပစ်လိုက်ပြီးခေါ်ထုတ်သွားကြတာပေါ့ပြီးတော့ကူပါလည်း Hazmat ဝတ်စုံဝတ်ပြီးအဖျားတွေတက်ပြီးကိုတင်မချီနှောင်ခန်းထားရတဲ့ Mandy စီကိုသွားတယ်ဟာပါမှာတခြားရီစားတွေရှိသေးလားလို့ကူပါကမေးပေမဲ့ Mandy ဖျားမကျင်နိုင်ခင်မှာတင်သူ့ခန္ဓာကိုယ်ကလိမ်ပြီးမျက်လုံးတွေကနေသွေးတွေထွက်လာတယ်ကူပါရဲ့ဝတ်စုံပေါ်ကိုအန်းချဲပြီးတဲ့နောက် Mandy ရဲ့အရေးပြားတွေကစပြီးကွာကြလာတာကြောင့်သူ့လက်တွေကိုကျိုးတွေကြားတွေကထုတ်နိုင်သွားတယ်ကူပါအပြင်ကိုပြေးထွက်သွားချိန်မှာ Mandy ကဆရာဝန်ကြီးကိုစပြီးတိုက်ခိုက်တော့တာပဲသူကတယောက်ကိုချိတ်တိုင်နဲ့ရိုက်လိုက်ပြီးနောက်တစ်ယောက်ကိုတော့အနောက်ကနေဖမ်းပြီးမပိမချင်းကျစ်တက်လိုက်ကမှန်တကားကိုဖောက်ပြီးလွင့်ပစ်လိုက်တယ်။ကူပါကပိမတကားကြီးကိုမြန်မြန်ပိတ်ဖို့ကြိုးစားပေမဲ့မန်နီကမပိတ်ခင်လေးမှတင်အပြေးလေးခူးပြီးဝင်သွားနိုင်ခဲ့တယ်။မန်နီကစင်ကြယ်လန်းတစ်ချုပ်ဆက်ပြေးနေပြီးသူ့လက်မှာတွေ့တဲ့သူမှန်သမျှကိုရိုက်နှက်နေတာပေါ့။သူ့ခန္ဓာကိုယ်ကပြောင်းလဲနေတာကြောင့်ကူပါကကြမ်းပြင်ပေါ်ကအရေးပြားအပိုင်းအစားတွေကိုကြည့်ပြီးလိုက်ယုံမယ်လေ။မန်နီကခွဲစိနေတဲ့အခန်းထဲကိုအတင်းဝင်သွားပြီးနာကျင်တာတွေကိုအလူးလဲခန်းစားနေတာကြောင့်အားလုံးကိုတွန့်ဖယ်ပစ်လိုက်တယ်။သူဆက်ပြီးပြေးဖို့အတွက်ခွဲစိတ်ကူတင်ပေါ်ကအလောင်းကိုဒိုင်းလွှတ်အဖြစ်ဆုံးဖို့ခိုးယူသွားတာပေါ့။တခြားအခန်းထဲမှာတော့ဆရာဝန်နှစ်ယောက်ကလူတစ်ယောက်ကိုမျက်နှာအသစ်လဲပြီးဖို့မျက်နှာကိုခွဲနေကြတယ်။မန်နီကဒီအခန်းထဲကိုလည်းဖောက်ဝင်သွားပြီးသူပြန်ထွက်သွားတဲ့အချိန်မှာတော့တကားကအနောက်ကနေပိတ်သွားတယ်။ကူပါကနောက်ကနေချက်ချင်းလိုက်လာပြီးဆရာဝန်တစ်ယောက်ကိုတကားဖွင့်ပေးဖို့ချိန်ချောက်လိုက်ရတယ်။နောက်အခန်းထဲမှာကူပါကဖန်ပြင်ထဲမှာမျောနေတဲ့ထူးဆန်းတဲ့ခန္ဓာကိုယ်တွေကိုတွေ့ပြီးအံ့ဩသွားတယ်။လှပတဲ့သူတွေမသိခင်မှာလှူဒန်းသွားကြတဲ့လူအရေးပြအပြည့်အစုံတွေဖြစ်တယ်လို့ဆရာဝန်ကရှင်းပြတာပေါ့။လိုက်ကြည့်နေရင်လည်းကူပါကကျမ်းပြင်ပေါ်ကမန်နီရဲ့အရေးပြအင်ကိုတွေ့သွားတယ်။ရုတ်တရက်ဆိုတော့ပြောင်းလဲသွားတဲ့မန်နီကကူပါကိုတိုက်ခိုက်ပြီးသူတို့နှစ်ယောက်ဆက်ပြီးတပ်ပုတ်ကြတာပေါ့အတော်လေးလုံးထွေးပြီးတဲ့နောက်မန်နီကကူပါရဲ့တနက်ကိုလူပြီးပြစ်လိုက်ကဘူးတချို့ကိုထက်စီပြီးထပ်ပြေးသွားတယ်သူ့ကိုတားဖို့အတွက်ဆရာဝန်ကကူပါကိုစိတ်ငြိမ်စေးထိုးထားတဲ့ဆေးထိုးအပ်တစ်ချောင်းပေးလိုက်တယ်နောက်စင်ကြံလန်းမှာမန်နီကိုဆွဲအဖွဲကဝိုင်းထားကြတာပေါ့သူကကူပါကိုနောက်တစ်ခါတိုက်ခိုက်ဖို့ကြိုးစားပေမဲ့ကူပါကသူ့ကိုမြန်မြန်ဆေးထိုးပြီးတတိမရအောင်လှုပ်လိုက်တယ်ဒါပေမဲ့ကူပါထွက်သွားတဲ့အချိန်မှာမန်နီကပြန်နိုးလာတယ်ကူပါကတခြားအေဂျင့်တယောက်စီကနေလက်စစ်တနက်ကိုယူပြီးမန်နီတကယ်တတိလက်သွားတဲ့အထိလက်စစ်နဲ့ရှော့တိုက်လိုက်တယ်ရိုးမှာအန်တိုနီယိုကဂျယ်ရမီအတွက်တန်ဖိုးကြီးအဝတ်စားတချို့ဝယ်ပေးလိုက်တယ်အဲ့နောက်သူက virus မကူးစေပဲဘယ်လိုလုပ်ရမလဲဆိုတာကိုသင်ပေးနိုင်ဖို့အတွက်ဂျယ်ရမီကမိန်းကလေးတစ်ယောက်နဲ့နေနေတာကိုကြည့်နေခဲ့တယ်။အမျိုးသမီးထွက်သွားပြီးနောက်အန်တိုနီယိုက USA မှာရှိတဲ့သူ့ရဲ့နောက်ထပ်အမှုအကြောင်းစာရတာပေါ့။အဲ့ဒီအချိန်မှာပဲ Byron ကသူ့ခန္ဓာကိုယ်တင်ကလေးမှုရှိနေစေဖို့အတွက် Dr. Racy ကိုသွားပြီး booster shots တွေသွားထိုးခဲ့တယ်။နယူးယောက်မှာကူပါကိုဟာပါပောက်ကွဲမှုဖြစ်ပြီးနောက်ပိုးသွိထားတဲ့သူတွေအကုန်လုံးရှိတဲ့အခန်းတစ်ခန်းပြလိုက်တယ်။အဲ့နောက်သူကဟာပါရဲ့ရီစာကိုစစ်မေးတော့သူ့ရီစာအကြောင်းပြောရင်းနဲ့ကောင်လေးကစိတ်တက်တီကြနေတာပေါ့။ပောက်ကွဲမှုဖြစ်တဲ့အချိန်မှာသူကထမင်းစားဆောင်ထဲမှာရှိနေသေးပေမဲ့သူ့ရဲ့စစ်ဆေးချက်အဖြေတွေကတော့ထပ်မလာသေးဘူး။သူနဲ့ဟာပါတွေကအကာအကွယ်မသုံးခဲ့ဘူးလို့ပြောလိုက်တဲ့အခါကူပါကသူလည်းကူးစက်ခံထားရပြီလို့ဆုံးဖြတ်ပြီးသူ့အထက်လူကြီးစီစာပို့လိုက်တယ်။ Hazmat ဝတ်စုံဝတ်ထားတဲ့ agent တွေယောက်ကချက်ချင်းရောက်လာပြီးကောင်လေးကိုအခန်းထဲဆဲခေါ်သွားဖို့လုပ်တော့သူကလန့်ပြီးထွက်ပြေးဖို့ကြိုးစားလိုက် agent တွေကသူ့ကိုစိတ်ငြိမ်စင်းနဲ့မြန်မြန်ပစ်လိုက်ပြီးခေါ်ထုတ်သွားကြတာပေါ့ပြီးတော့ကူပါလည်း Hazmat ဝတ်စုံဝတ်ပြီးအဖျားတွေတက်ပြီးကိုတင်မချီနှောင်ခန်းထားရတဲ့ Mandy စီကိုသွားတယ်ဟာပါမှာတခြားရီစားတွေရှိသေးလားလို့ကူပါကမေးပေမဲ့ Mandy ဖျားမကျင်နိုင်ခင်မှာတင်သူ့ခန္ဓာကိုယ်ကလိမ်ပြီးမျက်လုံးတွေကနေသွေးတွေထွက်လာတယ်ကူပါရဲ့ဝတ်စုံပေါ်ကိုအန်းချဲပြီးတဲ့နောက် Mandy ရဲ့အရေးပြားတွေကစပြီးကွာကြလာတာကြောင့်သူ့လက်တွေကိုကျိုးတွေကြားတွေကထုတ်နိုင်သွားတယ်ကူပါအပြင်ကိုပြေးထွက်သွားချိန်မှာ Mandy ကဆရာဝန်ကြီးကိုစ
ပြီးတိုက်ခိုက်တော့တာပဲသူကတယောက်ကိုချိတ်တိုင်နဲ့ရိုက်လိုက်ပြီးနောက်တစ်ယောက်ကိုတော့အနောက်ကနေဖမ်းပြီးမပိမချင်းချစ်တက်လိုက်ကမှန်တကားကိုဖောက်ပြီးလွင့်ပစ်လိုက်တယ်ကူပါကပိမတကားကြီးကိုမြန်မြန်ပိတ်ဖို့ကြိုးစားပေမဲ့မန်နီကမပိတ်ခင်လေးမှတင်အပြေးလေးခူးမိဝင်သွားနိုင်ခဲ့တယ်မန်နီကစင်ကြယ်လန်းတစ်ချုပ်ဆက်ပြေးနေပြီးသူ့လက်မတွေ့တဲ့သူမှန်သမျှကိုရိုက်နှက်နေတာပေါ့သူခန္ဓာကိုယ်ကပြောင်းလဲနေတာကြောင့်ကူပါကကြမ်းပြင်ပေါ်ကအရေးပြားအပိုင်းအစားတွေကိုကြည့်ပြီးလိုက်ယုံမယ်လေမန်နီကခွဲစိနေတဲ့အခန်းထဲကိုအတင်းဝင်သွားပြီးနာကျင်တာတွေကိုအလူးလဲခန်းစားနေတာကြောင့်အားလုံးကိုတွန့်ဖယ်ပစ်လိုက်တယ်သူဆက်ပြီးပြေးဖို့အတွက်ခွဲစိကူတင်ပေါ်ကအလောင်းကိုဒိုင်းလွှတ်အဖြစ်ဆုံးဖို့ခိုးယူသွားတာပေါ့တခြားအခန်းထဲမှာတော့ဆရာဝန်နှစ်ယောက်ကလူတစ်ယောက်ကိုမျက်နှာအတစ်လဲပြီးဖို့မျက်နှာကိုခွဲနေကြတယ်မန်နီကဒီအခန်းထဲကိုလည်းဖောက်ဝင်သွားပြီးသူပြန်ထွက်သွားတဲ့အချိန်မှာတော့တကားကအနောက်ကနေပိတ်သွားတယ်ကူပါကနောက်ကနေချက်ချင်းလိုက်လာပြီးဆရာဝန်တစ်ယောက်ကိုတကားဖွင့်ပေးဖို့ချိန်ချောက်လိုက်ရတယ်နောက်အခန်းထဲမှာကူပါကဖန်ပြင်ထဲမှာမျောနေတဲ့ထူးဆန်းတဲ့ခန္ဓာကိုယ်တွေကိုတွေ့ပြီးအံ့ဩသွားတယ်လှပတဲ့သူတွေမသိခင်မှာလှူဒန်းသွားကြတဲ့လူအရေးပြားအပြည့်အစုံတွေဖြစ်တယ်လို့ဆရာဝန်ကရှင်းပြတာပေါ့လိုက်ကြည့်နေရတဲ့ကူပါကကျမ်းပြင်ပေါ်ကမန်နီရဲ့အရေးပြားအင်ကိုတွေ့သွားတယ်ရုတ်တရက်ဆိုတော့ပြောင်းလဲသွားတဲ့မန်နီကကူပါကိုတိုက်ခိုက်ပြီးသူတို့နှစ်ယောက်ဆက်ပြီးတပ်ပုတ်ကြတာပေါ့အတော်လေးလုံထွေးပြီးတဲ့နောက်မန်နီကကူပါရဲ့တနက်ကိုလူပြီးပြစ်လိုက်ကဘူးတချို့ကိုထက်စီပြီးထပ်ပြေးသွားတယ်သူ့ကိုတားဖို့အတွက်ဆရာဝန်ကကူပါကိုစိတ်ငြိမ်စေးထိုးထားတဲ့ဆေးထိုးအပ်တစ်ချောင်းပေးလိုက်တယ်နောက်စင်ကြံလန်းမှာမန်နီကိုဆွဲအဖွဲကဝိုင်းထားကြတာပေါ့သူကကူပါကိုနောက်တစ်ခါတိုက်ခိုက်ဖို့ကြိုးစားပေမဲ့ကူပါကသူ့ကိုမြန်မြန်ဆေးထိုးပြီးတတိမရအောင်လှုပ်လိုက်တယ်ဒါပေမဲ့ကူပါထွက်သွားတဲ့အချိန်မှာမန်နီကပြန်နိုးလာတယ်ကူပါကတခြားအေးချင်းတယောက်စီကနေလက်စစ်တနက်ကိုယူပြီးမန်နီတကယ်တတိလက်သွားတဲ့အထိလက်စစ်နဲ့ရှော့တိုက်လိုက်တယ်ရိုးမှာအန်တိုနီယိုကဂျယ်ရမီအတွက်တန်ဖိုးကြီးအဝတ်စားတချို့ဝယ်ပေးလိုက်တယ်အဲ့ဒီနောက်သူကဗိုင်းရပ်စ်မကူးစေပဲဘယ်လိုလုပ်ရမလဲဆိုတာကိုသင်ပေးနိုင်ဖို့အတွက်ဂျယ်ရမီကမိန်းကလေးတယောက်နဲ့နေနေတာကိုကြည့်နေခဲ့တယ်အယိုးသမီးထွက်သွားပြီးနောက်အန်တိုနီယိုက USA မှာရှိတဲ့သူ့ရဲ့နောက်ထပ်အမှုအကြောင်းစာရတာပေါ့အဲ့ဒီအချိန်မှာပဲဗိုင်ရန်ကသူ့ခန္ဓာကိုယ်တင်ကြိမ်မှုရှိနေစေဖို့အတွက်ဒေါက်တာရေစီကိုတွားပြီး booster shots တွေတွားထုတ်ခဲ့တယ်ရေကသူတို့ကိုအထူးအခန်းတစ်ခုစီခေါ်သားပြီးယူနီဖောင်းတွေဝတ်ခိုင်းတယ်။အဲ့ဒီမှာရေတံပိုးတွေအများကြီးရှိနေရပေါ့။ဘိုင်ရွန်ကထူးထူးဆန်းဆန်းဝက်ဝင်ကြခင်ကြီးဝတ်ထားတယ်။ရေကသူ့အိမ်ကိုယူဖို့စ조사ပေမဲ့ဘိုင်ရွန်ကအတင်းထားခဲ့ခိုင်းတယ်လေ။လူတိုင်းကိုစေးထိုးပြီးတဲ့နောက်မှာရေကအခန်းထဲကထွက်သွားတယ်။မကြခင်မှာပဲအားလုံးကနေမကောင်းတယ်လို့ခံစားလာရပြီးရေတွေအများကြီးတောက်ကြတော့တာပဲ။သူတို့တွေနာကျင်လို့အော်ဟစ်နေရင်ခန္ဓာကိုယ်တွေကလည်းတွန့်လင်နေကြတယ်။ခဏကြာမှရေပြန်လာတဲ့အခါလူတိုင်းကအရေးပြောင်းပိုးရင်နဲ့ရောက်နေရကိုတွေ့လိုက်ရတယ်လေ။သူတို့တွေအမြန်ပဲယုံထွက်လာပြီးသူတို့ရဲ့နှုတ်ပျော်သွားတဲ့ခန္ဓာကိုယ်တစ်တွေကိုကြည့်ပြီးအံ့ဩသွားကြတယ်လေ။အားလုံးကမှန်ထဲမှာကိုကြည့်နေတော့ဘိုင်ရွန်ကသူ့အိတ်ထဲကတင်နဲ့ထုတ်ပြီးရေကလွယ်လို့အကုန်လုံးကိုတပ်ပစ်လိုက်တယ်လေ။ဘိုင်ရွန်တယောက်အစအနာဖောက်ပြီးတာနဲ့အိမ်ကိုမီးရှို့လိုက်ပြီးသူ့လူတွေကလည်းဝင်းထဲတွေအကုန်လုံးကိုတပ်ပစ်လိုက်ကြတာပေါ့။ဘိုင်ရွန်ကရေနဲ့အတူထွက်မသွားခင်ကျေးစားစစ်သားတွေကိုလည်းတပ်ပစ်ခဲ့တယ်။နောက်ပိုင်းလေရင်ပေါ်မှာရေကကလားထိုင်မှာချိန်အောင်ခံထားရပြီးဘိုင်ရွန်ကလေရင်မဲနဲ့ကဲနေရကိုထိုင်ကြည့်နေရတယ်လေ။လိုအပ်တဲ့စမ်းသပ်မှုတွေမလုပ်ရသေးတဲ့အတွက်ဘေးထဆိုးကျိုးတွေကိုမသိနိုင်ဘူးလို့ရေကဘိုင်ရွန်ကိုတတိပေးဖို့စူးစမ်းခဲ့တယ်။အရေးတွေဖလှယ်ရတွေကကူးစက်နိုင်ခြင်းရှိတာကိုဘိုင်ရွန်ကိုယုံအောင်ဖြောဖို့အချိန်တော်တော်ယူလိုက်ရတယ်။လေရင်စင်းတာနဲ့ဘိုင်ရွန်ကသူ့ကိုယ်ရံတော်ကိုလေရင်မဲကိုတက်ခိုင်းလိုက်တာပေါ့။ခန္ဓာကိုယ်အသစ်နဲ့တနေ့လုံးဖြောသွားပြီးတဲ့နောက်ဘိုင်ရွန်က Friendy ကိုအံ့ဩသွားအောင်အိမ်ပြန်သွားခဲ့တယ်။ဒါပေမဲ့ Friendy ကသူ့ကိုမှတ်မိပဲအိမ်ထဲကနင်းထုတ်ဖို့စူးစမ်းခဲ့တယ်လေ။ဘိုင်ရွန်ကသူတို့ရဲ့ honeymoon အကြောင်းတွေကိုပြောပြပြီးသူ့ရဲ့တတိယမြောက်နိုတီခေါင်းကိုပြပြီးသူပဲသူလဲဆိုတာတက်တည်ပြလိုက်တယ်။သူက virus ကူးစက်အောင် Friendy နဲ့ကဲဖို့လုပ်ခဲ့ပေမဲ့ Friendy ကညှင်းလိုက်တယ်။သူကရုပ်ချောပေမဲ့အသွေးစိတ်ကပုတ်ဆွေးနေတုံးပဲလို့ပြောပြီးတော့ပေါ့။နောက်ပိုင်းဓာတ်ခွဲခန်းထဲမှာ Ray က beauty ဟာဗီဇပြောင်းပြီးကိုယ့်ဘာသာပွားနိုင်တဲ့ virus ဖြစ်သွားပြီလို့ Ray လိုပြောပြတယ်။ရုတ်တရက်ဇက်ထဲကနမူနာတစ်ခုပောက်ကွဲသွားပြီး beauty ရဲ့တက်တန်းကရက်ပေါင်း855ရက်လောက်ပဲရှိတယ်လို့ Ray ကရှင်းပြလိုက်တယ်။ဒေါက်တာထွက်နေတဲ့ Byron က Ray ကိုနိုင်ရန်နဲ့စောင့်ပြီးသူ့ကိုရန်တော်ကိုတက်ခိုင်းပြီးမြစ် Ray ကသူ့ကိုကဲဖို့ထိန်းကြီးစေးတွေနဲ့အားဖြည့်စေးတွေထုတ်ပေးနိုင်တယ်လို့ပြောလိုက်တယ်။ကုသစေးရှာနေတော့မှအဲ့ဒီစေးတွေကိုရောင်းပြီးအမျက်တွေပိုရအောင်လုပ်လို့ရတယ်လေ။ Byron ကသူ့ကိုအသက်ရှင်ခွင့်ပေးခဲ့ပြီးမြစ် Ray ကိုသူ့ရှိမှဒူးထောက်ခိုင်းပြီးသူကဘယင်တစ်ပါးဖြစ်သွားပြီလို့ပြောလိုက်တာပေါ့။အဲ့ဒီနောက်မှာ Ray ကသူ့တေသနာလုပ်ဖို့စိတ်ဖန်ပညာရှင်တစ်ဖွဲ့လုံးကိုငှားလိုက်တယ်။ဒါပေမဲ့သူတို့ကတော့လိုဝက်ဆန်းကျဲတဲ့ virus ရဲ့အကြောင်းအသေးစိတ်ကိုမပြောပြထားဘူးလေ။ Mike ကအရန်ကိုအထီးကျန်ပြီးအနေအေးတဲ့သူပါ။ဒါပေမဲ့ကလာဒါကသူ့ရဲ့ crash fit ကဂျန်ကိုစကားသွားပြောဖို့တိုက်တွန်းခဲ့တယ်။နေ့လယ်စားချိန်မှာ Mike ကဂျန်ကိုအပြင်သွားဖို့ဖိတ်ခဲ့ပြီးမြစ်ဂျန်မှာစိစက်ထားသူရှိနေလို့ညင်းလိုက်တယ်။မိုးလွယ်ပိုင်းမှာတော့ lockdown ခန့်လိုက်ပြီးဆိုတဲ့အချက်ပေးတံကြောင့်အလုပ်တွေရပ်ဆိုင်းသွားခဲ့တယ်။တနာဒီကြားတဲ့အထိအချက်ပေးတံကမီနေတော့ပဲဘယ်သူမှလည်းရုံခန်းတွေကမထွက်ကြသေးဘူးလေ။ Mike ကကိုရန်တော်တယောက်ကိုအယိုးအကြောင်းမေးကြည့်တော့ဂျန်ရဲ့ဓာတ်ခွဲခဲမှာတခုခုဖြစ်ခဲ့တယ်လို့သိလိုက်ရတယ်။အဲ့ဒီအချိန်မှာလည်းအချက်ပေးတံကရပ်သွားခဲ့တာပေါ့။အလုပ်စင်းတော့ Mike ကအကီမှာငိုနေတဲ့ဂျန်ကိုတွေ့လိုက်ရတယ်။သူမနဲ့အတူအလုပ်လုပ်နေတဲ့ချင်းပန်စီမြောက်ကထူးထူးခြားခြားပြောင်းလဲသွားပြီးမြစ်အရန်ကိုကြမ်းသွားတယ်လို့သူမကပြောပြတယ်လေ။နောက်ထပ်စိတ်ပန်ပညာရှင်တယောက်ကမြောက်ကိုပြစ်တက်လိုက်နိုင်ခင်မှာသူကဂျန်ကိုရံကိုက်လိုက်သေးတယ်တဲ့။သူမမထွက်သွားခင် Mike ကိုသူမဖျားနေတယ်လို့ပြောခဲ့တယ်။နောက်တစ်နေ့မှာ Mike ကကလာဒါကိုအကုန်ပြောပြလိုက်တော့သူမကအဲ့ဒီဆေးကိုယူဖို့ချက်ချင်းစိတ်ဝင်စားသွားတယ်။ဘာလို့လဲဆိုတော့အဲ့ဒီဆေးကသူမကိုပြောင်းလဲဖို့ကူညီပေးနိုင်လို့ပါ။ဒါပေမဲ့သူတို့ကအေးခန်းတူလောင်ယုံကိုဝင်ခွင့်မရှိကြဘူးလေ။တောက်ခတ်ထားတာကမျက်လုံး scanner သုံးတယ်ဆိုတာသိထားတော့ Mike ကစနစ်ထဲ hack ပြီးဝင်လိုက်တယ်ပြီးတော့ခွင့်ပြုချက်ရဖို့တဲ့သူ့မျိုးလုံးပုံစံကို upload တင်လိုက်တာပေါ့နောက်တနေ့မနက်မှာတော့ Mike ကအေးခန်းတူလောင်ယုံထဲဝင်လိုက်သွားပြီးစေးထုတ်အနှစ်ချောင်းကိုခိုးယူခဲ့တယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့သူကစေးတလုံးကိုသူ့ကိုယ်သူထိုးလိုက်တယ်ပြီးတော့အရန်ကိုနာကျင်ရတဲ့အသွင်ပြောင်းလဲမှုကိုခန်းစားပြီးတဲ့နောက်မှာတော့သူကအရန်ချောတဲ့လူတစ်ယောက်ဖြစ်သွားခဲ့တာပေါ့ Clara အလောက်ကပြန်လာတဲ့အခါမှာတော့သူ့ရဲ့အေးခန်းထဲမှာသူစိမ့်တစ်ယောက်ကိုတွေ့လိုက်ရလို့အရန်ကိုထိတ်လန့်သွားခဲ့တယ်Mike ကသူတို့နေရာတဲ့ပြောထားတဲ့စကားတွေကိုပြန်ပြောပြပြီးသူဘယ်သူလဲဆိုတာတက်တည်ပြလိုက်တယ်ပြီးတော့နောက်ထပ်စေးတလုံးကို Clara ကိုပေးလိုက်ပြီးသူမကိုကူညီပြီးရေချိုးကန်ထဲမှာစေးထိုးပေးလိုက်တာပေါ့ခဏကြာတဲ့အခါမှာတော့ Clara ကသူမရဲ့ခန္ဓာကိုယ်ကအရန်လှပတဲ့မင်းကလေးတယောက်အဖြစ်ပြောင်းလဲသွားတာကိုတွေ့ပြီးအရန်ကိုပျော်သွားခဲ့တယ်
အဲ့ဒီအချိန်မှာပဲအစာကိုင်းမှာအန်တိုနီယိုတက်လိုက်တဲ့လူကမိုက်ဖြစ်နေတယ်ဆိုတာပေါ်လာခဲ့တာပေါ့အခုလက်ရှိအချိန်မှာတော့ကူပါကဂျော်ဒန်ကိုဘေးကင်းတဲ့အိမ်တစ်လုံးစီခေါ်သွားခဲ့တယ်သူမကအရန်ကိုစိတ်လှုပ်ရှားနေပြီးသူ့ကိုချစ်တဲ့အကြောင်းဖွင့်ပြောခဲ့ပြီးမြဲကူပါကတော့ဘာမှပြန်မပြောခဲ့ဘူးအဲ့ဒီအချိန်မှာမာယာကသူ့သမီးဂျိုဒီနဲ့အတူအိမ်ထဲကအထူးခန်းထဲမှာရှိနေတာပေါ့သူမကအရွယ်မတိုင်ခင်အိုမင်းရင်ရော်တဲ့ယောဂကိုခံစားနေတာဆိုတော့ရုပ်ပြဆင်းပြဖြစ်နေတဲ့ကလေးလေးတယောက်လိုဖြစ်နေတာရုပ်တရက်ဆိုသလိုသူမရဲ့နှလုံးကရပ်သွားခဲ့တယ်ဒါကိုမြင်လိုက်ရတဲ့မာယာရဲ့ဇနီးကအခန်းထဲကိုအလန့်တကျနဲ့ပြေးဝင်လာတာပေါ့တော်သေးတာကဆရာဝန်တွေကသူမကိုအချိန်မီပြန်ပြီးကဲတင်နိုင်ခဲ့ကြတယ်အဲ့ဒီနောက်မှာတော့မာယာကသူ့မိမကိုဂျိုဒီကအရန်ကိုခံစားနေတာဖြစ်လို့သူမကိုလွတ်ပေးလိုက်စင်ပြီလို့ပြောလိုက်တယ်အဲ့ဒီမှာသူတို့နှစ်ယောက်အကြီးအကျယ်စကားများကြပြီးတယောက်ကိုတယောက်ရိုင်းရိုင်းဆိုင်ဆိုင်ပြီးပြောကြတာပေါ့နောက်ဆုံးတော့မိမဖြစ်သူကမာယာအိမ်မျက်နှာကိုတောက်လက်ဆအရင်နဲ့ပတ်လိုက်တယ်နောက်တစ်နေ့မှာတော့ဘိုင်ရန်ကအဲ့ဒီဇနီးမောင်နှံစီကိုလာပြီးဂျိုဒီကိုကုပေးနိုင်တယ်လို့ပြောခဲ့တယ်သူကခါရိုးအကျော်အားနေတဲ့ယောဂတီတယောက်သူ့အကူအညီကြောင့်ပြန်ပြီးကြားမလာတဲ့ပုံကိုပြလိုက်တယ်ပြီးတော့ဂျိုဒီကိုလည်းအလာကကုပေးမယ်လို့ပြောတာပေါ့မိမဖြစ်သူကအရန်ကိုဝမ်းဖန်နေပြီမဲ့တန်တရားရှိနေတဲ့မာယာကတော့ဘိုင်ရန်ကိုကလာထိုင်မှာလက်ထိတ်ခတ်လိုက်တယ်ပြီးတော့သူ့လူတွေစုံစမ်းနေတဲ့လိုဝဆန်းကြတဲ့တိစုံမှုတွေနဲ့ပတ်သက်နေတယ်ဆိုတာကိုပါပြောလိုက်တာပေါ့ဘိုင်ရန်ကစိတ်တူသွားပြီးသူအပေးယူတစ်ခုလောက်ချင်တယ်လို့ဝန်ခံလိုက်တယ်စုံစမ်းစစ်ဆေးတာတွေကိုရပ်ပေးမယ်ဆိုရင်ပြီးတော့ကူပါကိုသူ့စီအပ်မယ်ဆိုရင်ဂျိုဒီကိုကုပေးမယ်လို့ပြောလိုက်တာပဲမာယာကတော့ယုံရခတ်နေတော့ပဲဒါကြောင့်ဘိုင်ရန်ကကျင်းနစ်ကိုဒေါ်လာ10တန်းပေးမယ်အပြင်စေးထိုးပြီးအသွင်ပြောင်းပြီးနေအိုင်လန်ကျွန်းတွေမှာအသစ်ကပြန်စားလို့ရအောင်လုပ်ပေးမယ်လို့ထပ်ပြောလိုက်တယ်အဲ့ဒီအချိန်မှာဂျယ်ရမီကအန်တိုနီယိုကိုသူ့ရဲ့တာဝန်မကျေတဲ့အဖေနဲ့ပတ်သက်တဲ့ဆက်ဆံရေးအကြောင်းပြောပြနေတယ်ပြီးတော့အင်ဆဲလ်ယဉ်ကျေးမှုကြောင့်သူဘယ်လောက်တောင်အထီးဆန်းခဲ့ရလဲဆိုတာကိုပါဝန်ခံလိုက်တာပေါ့အန်တိုနီယိုကသူတယောက်တည်းမဟုတ်တော့ပါဘူးလို့အားပေးပြီးသူ့ရဲ့အတိတ်အကြောင်းကိုပြောပြလိုက်တယ်သူအသက်16နှစ်မှာစစ်တဲထဲဝင်ခဲ့ပြီးအစင်းစင်ကြိုးစားခဲ့ပြီးမှစိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုကြောင့်လောဘဝင်ဆောင်မှုအလုပ်ကပယ်ချခံခဲ့ရတာပေါ့ဒါကြောင့်သူကမကောင်းတဲ့အလုပ်တွေကိုပဲလက်ခံလုပ်ခဲ့ရတယ်သူအဖြစ်ထစ်လာတဲ့အခါမှာတော့ရာဇဝတ်မှုနဲ့မိသားစုဘဝကိုမျှတအောင်လုပ်နိုင်မယ်လို့ထင်ခဲ့ပြီးမှတနေ့မှာတော့သူသားကသူသွေးတွေဆေးနေလာကိုမြင်သွားခဲ့တယ်သူကအလုပ်ကောင်းကောင်းလုပ်မယ်လို့ဆုံးဖြတ်ပြီးဘီလီယံနာတယောက်ရဲ့သက်တော်ဆောင်ဖြစ်လာခဲ့တာပေါ့တနေ့မှာတော့စန္ဒဖြိုးသူတယောက်ကသူ့တထေးကိုအက်ဆစ်နဲ့ပတ်ဖို့ကြိုးစားလို့အန်တိုနီယိုကကြားတဲ့ကကာကွယ်ပေးလိုက်တယ်အဲ့ဒီတိုက်ခိုက်မှုကြောင့်သူ့ခန္ဓာကိုယ်ရဲ့80%ကျော်မိလောင်သွားခဲ့ပြီးမြဲအဲ့ဒီဘီလီယံနာကတော့သူ့ကိုပိုက်ဆံအနေအချင်းပဲပေးပြီးအလုပ်ထုတ်ပစ်လိုက်တယ်အန်တိုနီယိုစီယုံမှာရှိနေတော့မှာပဲဘိုင်ရန်ရောက်လာပြီးသူ့ကိုကုပေးမယ်လို့ကန့်လန့်ခဲ့တယ်ဒါပေမဲ့အပလန်လန်နဲ့အန်တိုနီယိုကသူ့လမ်းမှာပိတ်နေတဲ့လူတွေကိုတက်ပေးရမယ်လို့ပြောတာပေါ့မျောလင်းချက်မနေတဲ့အန်တိုနီယိုကအဲ့ဒီကန့်လန့်ချက်ကိုလက်ခံလိုက်ပြီးသူ့မိသားစုကိုကာကွယ်ဖို့အကြသူတို့နဲ့အဆက်အသွယ်ဖြစ်လိုက်တယ်သူအသွင်ပြောင်းစေးကိုရလိုက်တဲ့အခါမှာတော့သူ့ရဲ့မျက်လုံးကလွှဲရင်တကူလုံးကကိုင်းရတဲ့ပျောက်ကင်းသွားခဲ့တာပေါ့အန်တိုနီယိုစီကိုတာဝန်အသစ်တစ်ခုအတွက် message ရောက်လာတဲ့အခါမှာတော့သူတို့စကားပြောတာရပ်သွားခဲ့တယ်နောက်ပိုင်းမှာကူဘာနဲ့ဂျိုဒန်တို့ကအမျိုးသားကျန်းမာရေးဌာနကိုသွားကြတယ်။ဘာလို့လဲဆိုတော့မာယာကမန်နီနဲ့သူတစ်တနာအကြောင်းစစ်ဆေးဖို့သူတို့ကတနာရီအချိန်ပေးခဲ့လို့ပဲ။ဂျိုဒန်ကအချက်လက်တွေအကောင်လုံးကူးယူဖို့ကွန်ပျူတာစီအပြေးလွှားသွားနေတော့မှပဲဂျိုဒန်ကမန်နီရဲ့အခန်းကိုသွားပြီးသူ့ရဲ့စစ်ဆေးချက်တွေနဲ့သွေးနမူနာကိုဓာတ်ပုံရိုက်ယူခဲ့တယ်။အဲ့ဒီအချိန်မှာပဲအန်တိုနီယိုကဆရာဝန်တယောက်လိုဟန်ဆောင်ပြီးအခန်းထဲဝင်လာကမန်နီကိုဆေးထုတ်ပေးလိုက်တယ်။မာယာကဘိုင်ရန်နဲ့သဘောတူညီချက်ကိုလက်ခံပြီးသူတို့ကိုပြန်ရောင်းစားလိုက်တာလို့သိလိုက်ရတယ်။တစ်ချိန်တည်းမှာပဲဂျယ်ရမီကဂျိုဒန်စီကိုချင်းကပ်လာပြီးဂျိုဒန်ကသူ့ကိုချက်ချင်းတိုက်ခိုက်ကသူ့တင်တဲ့ကိုလူယူလိုက်တယ်။သူမက flash drive နဲ့ထွက်ပြေးဖို့ကြိုးစားပေမဲ့ဂျယ်ရမီကသူမရဲ့စံပင်ကနေဆွဲပြီးလွှဲချလိုက်တယ်။ပြီးတော့သူကသူမကိုအပြင်ကဘန်ကာစီခေါ်သွားတယ်။မန်နီရဲ့အခန်းထဲမှာတော့အန်တိုနီယိုကသူ့ကိုသူဘယ်သူလဲဆိုတာကိုထုတ်ပြလိုက်ပြီးနှစ်ယောက်လုံးကသူတို့ရဲ့တင်တဲ့တွေကိုထုတ်လိုက်ကြတယ်။မန်နီကအတက်ရောက်ကဖြစ်လာပြီးဆေးထုတ်လိုက်ကြကြောင်းသိဆုံးသွားတယ်။စူညံတဲ့တွေမထွက်အောင်အဲ့ဒီလူတွေကလက်ချင်းရှင်ပြီးတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ကြတယ်။သူတို့ကလက်လားမီယာပစ္စည်းတွေကိုလက်နက်အဖြစ်ဆုံးကြပြီးအန်တိုနီယိုကမန်နီရဲ့အလောင်းကိုတောင်ပြပောက်လိုက်တယ်။ကူဘာကအန်တိုနီယိုကိုနှိမ်နှင်းနိုင်ခဲ့ပြီးတပ်လူနီးပါဖြစ်သွားပေမဲ့အန်တိုနီယိုကဂျိုဒန်ကိုတတ်မယ်လို့ချိန်ထောက်လိုက်တဲ့အခါသူကဖယ်ပေးလိုက်တယ်။အဲဒီနောက်မှာအန်တိုနီယိုကသူ့ကိုလည်းဘန်ကာစီခေါ်သွားတယ်။ကူဘာကဂျိုဒန်ကိုအသက်ရှင်လဲမြင်ရလို့အရန်စိတ်အေးသွားပြီးသူမကိုချစ်တယ်လို့ပြောလိုက်တယ်။အဲဒီအချိန်မှာပဲမာယာနဲ့သူ့မိသားစုကဆေးထိုးခံလိုက်ကြတယ်။နာကျင်စရာကောင်းတဲ့ပြောင်းလဲမှုပြီးနောက်အဲ့ဒီဇနီးမောင်နှံကငယ်ရွယ်ပြီးဖလာပါသွားတယ်။မကြခင်မှာပဲသူတို့ကဂျိုအီနဲ့ပြင်ဆုံကြပြီးသူမကျမ်းမာနေတာကိုတွေ့တော့အရန်ကိုအံ့ဩသွားကြတယ်။အချိန်အတန်ကြာပြီးတော့ဘိုင်ရန်ကအစင်းမြင့်ကြီးပေါ်မှာ beauty တွေ mix ပွဲအတွက်သူ့ရဲ့မိန်ခွင်းကိုလေ့ကျင့်နေတယ်။အဲ့ဒီဆေးရည်ကတကယ်အလုပ်ဖြစ်တယ်ဆိုတာကိုသူ့ကိုယ်သူသက်သေအဖြစ်သိပြနေတယ်။ဖန်သားပြင်ကြီးပေါ်မှာကြောင်ညာတစ်ခုကအဲ့ဒီဆေးရည်ကြောင့်လူအများပြားငယ်ရွယ်ပြီးလှပလာတာကိုပြသနေတယ်။အဆုံးမှာတော့အတန်နောက်ခံကနေဖြစ်နိုင်တဲ့ဘေးထွက်ဆိုးချိုလေးကိုမြန်လွတ်လို့လူတွေနားမလည်နိုင်တော့အောင်စာရင်းလက်ကြောပြနေတယ်။တက်ခွဲခန်းတဲ့အချင်းခါမှာဟာပါရဲ့ပောက်ကွေးမှုကနေတားကောင်ဖြစ်ခဲ့သူတွေကပြောင်းလဲသွားကြတယ်။သွေးတွေကနေရာတိုင်းမှာရှိနေတယ်။ရုတ်တရက်တစ်ခါပွက်လာပြီးပိုက်တစ်ခုကနေသူတို့ရဲ့ခွက်တွေထဲကိုငိမ့်သက်စေတဲ့အရည်တွေဖြည့်ပေးလိုက်တယ်။ပြီးတော့မျက်စိချင်းပွက်လာပြီးအေဂျင့်အဖွဲတစ်ခွဲကဆင်းလာကလူတိုင်းကိုမြန်မြန်ပစ်တက်လိုက်ကြတယ်။ဘန်ကာထဲမှာတော့ဂျိုဒန်နဲ့ကူဘာကမော်စကိုစုံပြီးမျက်တောင်ခါကအဆက်အသွယ်လုပ်နေကြတယ်။ပေမဲ့အန်တိုနီယိုနဲ့ဂျယ်ရမီကသူတို့ကိုချက်ချင်းသားလိုက်ပြီးသူတို့ရဲ့ပတ်သက်မှုကိုလှောင်ကြတယ်။ဂျိုဒန်နဲ့ကူဘာကဂျယ်ရမီကိုနောက်ဆုံးမှသူပောက်ကွဲလိမ့်မယ်လို့ပြောတော့ဒေါသထွက်နေတဲ့အန်တိုနီယိုကသူတို့ကိုပါဆက်ပိတ်ဖို့ရိုက်လိုက်တယ်။သူတို့သွားမယ့်နေရာကိုရောက်တဲ့အခါမှာတော့လူတစုကအဲ့ဒီဇနီးမောင်နှံရဲ့ခေါင်းပေါ်ကိုခေါင်းဆွတ်တွေဆွတ်ပေးလိုက်တယ်။ဂျယ်ရမီနဲ့အန်တိုနီယိုလည်းခေါင်းဆွတ်အဆက်ခံလိုက်ရလို့အံ့ဩသွားကြတယ်။ခဏကြာမှာတော့ကူဘာတို့အဖွဲကသွေးအိုင်တွေနဲ့အချင်းခံတွေကိုရောက်သွားကြတယ်။အန်တိုနီယိုကဘိုင်ရွန်ကသူ့ကိုသစ္စာဖောက်သွားမှန်းသိလိုက်ရတယ်။ဂျယ်ရမီကလည်းပောက်ကွဲမှုအကြောင်းကတကယ်ပဲဆိုတာကိုနောက်ဆုံးမှနားလည်သွားတယ်။ဒါကြောင့်သူ့ကိုဘာမှမပြောခဲ့လို့ဆိုပြီးအန်တိုနီယိုကဝင်လုံးတော့ပဲ။အချိန်ကြီးတွေမဆိုးရွားခင်မှာကူဘာကသူတို့ကိုဆွဲဖက်လိုက်ရတယ်။အဲ့ဒီအချိန်မှာပဲအေဂျင့်တချို့ကအချင်းကန်းထဲဝင်လာပြီးကူဘာကိုဆွဲထုတ်သွားတယ်။အခန်းလွတ်တစ်ခုထဲမှာကူဘာကလူတယောက်ကသူ့ကိုခိုင်းတဲ့အတိုင်းလုပ်ဖို့စက်တိုက်ပြောနေတာကြောင့်ကြောက်လန့်တုန်လှုပ်နေတယ်။အဲ့ဒီလူကသူ့ရဲ့ဖျားနေတဲ့သမီးအကြောင်းပြောလိုက်တဲ့အခါကူဘာကသူဟာမာယာဆိုတာကိုသိသွားပြီးသူတို့ကိုပြန်ရောင်းစားခဲ့တဲ့အတွက်ဆဲဆိုလိုက်တယ်။အဆောင်တွေကသူ့ကိုအချင်းကန်းတွေကိုပြန်ဆွဲခေါ်သွားရတယ်။ချက်ဝင်းကြီးထဲမှာဘိုင်ရွန်ကညစာစားဖို့ရောက်လာပြီး friend တွေကိုသူတို့ရဲ့သားတွေဖြစ်တဲ့ဂန်သားနေခိုင်တဲ့အတူတွေ့လိုက်ရတယ်။ဒီနေ့ကဂန်သားရဲ့မွေးနေ့ဖြစ်ပေမဲ့ဘိုင်ရွန်ကတော့သူတို့ကိုနှိမ့်ညုံပဲရှိတယ်။ညီအကိုနှစ်ယောက်ကသူတို့ကိုပိုင်ကုမ္ပဏီထောင်ချင်တဲ့အကြောင်းညာပြီးညီအကိုတွေအတွက် storming ဝန်ဆောင်မှုကြော်ညာပိုစတာကိုပြလိုက်ကြတယ်။ဒေါက်တာထွန်နေတဲ့ဘိုင်ရွန်ကသူတို့ရဲ့မိုင်းမဲတဲ့အကြံဉာဏ်ကိုဆေးဆိုပြီးသူတို့ကိုအိမ်ပေါ်ကနေနှိမ့်ချလိုက်တယ်။ ဘိုင်ယွန်ဒီသူ့ရဲ့ project များအတွက်ငွေကြေးဆိုင်ရာအဆက်အသွယ်များကိုဖြစ်တောက်လိုက်သည်။ရိုဘိုတစ်ပညာရှင်ဒါယနာကကန့်ကွက်ပြီး project ကိုပြိုင်ပတ်များထံအပိတ်အပ်မိဟုချင်းချုပ်ခဲ့
ထို့ကြောင့်ဘိုင်ရွန်ကသူတို့၏စာချုပ်ကိုတတိပေးခဲ့သူမတို့ဘတ်ဂျက်၏ဆက်ရကိုင်းနှုန်းပေးပြီးရေး၏ project ကိုကြော်လွန်နိုင်မလားကြည့်ရန်ခံလန်ခဲ့နောက်ပိုင်းတွင်ဘိုင်ရွန်တီသူတို့၏ကလေးများနောက်ထပ်ဆေးလုံးသွားသောကြောင့် Franny ငိုနေတာကိုတွေ့လိုက်ရသည်သူမသည်ဆေးရုံတွင်သူတို့ကိုတွားတွေ့ခြင်းတော်လဲဘိုင်ရွန်ကသူတို့ရောက်နေပြီဟုပြောပြသည်ညီကောင်များအခန်းကျသို့ဝင်လာသောအခါ Franny သည်ဆေးရည်ကိုယူသွားကြောင်းသိလိုက်ရသည်ဆေးရည်ကဘိုင်ရွန်၏900ကိုင်းနှုန်းနိုင်ဂျီးရီးယားတွေကိုလှုံ့ဆော်ပေးသောကြောင့်အခန်းသားသည်ယခုအနေရောင်ဖွင့်နေသည်သူသည်သူ၏သားများကိုယခုနှစ်သက်သည်ကောင်လီများကအလွန်လှုပ်ရှားနေကြတော့လေ Franny ကဆွတ်ဆုတ်နေသည်Sel Dindon ကူပါက Jordan အားမာယာကြောင့်ပြောပြသည်တခုခုဖြစ်ကြောင်းမီဟုခံမှန်းသည်ရှူတရက်မျက်ချက်ပွင့်သွားပြီးအေးစင်အချို့ဆင်လာသည်သူတို့ကအဖွေကို zip line ပါတက်ခိုင်းပေါ်ကြောင့်ကူပါကလူတိုင်းကိုလိုက်လုံခိုင်းသည်အေဂျင့်များသည်သူတို့ကို Sel မှထုတ်ယူသွားသည်ခဏကြာတော့သူတို့သည် Diana နှင့်တွေ့ဆုံပြီးအေးစင်များသည်သူမ၏ Deacon တို့ခေါ်သောအစစ်မြက်စက်ရုပ်များဖြစ်ကြောင်းဖော်ပြသည်လူခန်မကိုသည်အသုံးမဝင်ဟုသူမထင်သောကြောင့် Viren ကိုရက်တန့်ခြင်းသည်Diana က Jordan နဲ့ Jeremy တို့သည် virus ၏နှစ်ပြည့်စုံသော version တစ်ခုနှင့်ကူးစက်ခံထားသည်ဟုရှင်းပြသည်ဒါသည်တဲခက်လက်စမှပေါက်ချပြီးကုသစေမရှိဒါသည်အလိုမသိမီငင်သောကြောင့်တောတိုင်းတွေမှာကြာရှည်မလန်တောင်းနိုင်မည်။ Byron ရောင်းစင်ရင်သာတော့ပုံမကောင်းမွန်ပြီး booster များပါသောစီဝါ version ဖြစ်သည်။ Byron ကိုတက်ရင်စဉ်တပည့်တော်များကိုထို booster များပေးလိမ့်မည်ဟု Diana ကကတိပေးသည်။အဖို့လုံကရက်စုပြောကြပြီးမိ Byron သည်သူတို့၏မျက်နှာများကိုမှတ်မိသည်ဒီကိုနုကိုသိရှိနိုင်သောအစစ်မြင့်လုံခြုံရေးစနစ်နဲ့ဝင်ရပါနေမည်။ကူပါကအကြံတစ်ခုရသည်။သူသည်ဆေးရည်ကိုထိုးရင်သောကြောင့်သူ၏မျက်နှာပြောင်းလဲသွားမည်ဖြစ်ပြီးစနစ်ကသူ့ကိုမှတ်မိမှာမဟုတ်ဘူး။ဒိုင်နာကဒါကိုကြိုတင်ခတ်မှန်ထားသောကြောင့်အလောက်တဖြင့်အမလိရပြီးပြည်လာသည်။ဒါပေမဲ့ကူပါကကွဲပြားဖြာတော့နဲ့လို့သွားပါသေးတယ်။နောက်တရက်တွင်ကူပါနှင့်ဂျော်ဒန်တို့သည်ဟိုတယ်ကိုသွားမိခင်အတူညစာစားတော့ပြီးရှမ်ပြင်းတောက်သည်။ဂျော်ဒန်သည်သူ့ချက်တော်သူကိုကူးစစ်ရမည်ဟုစိုးရိမ်တော့ကြောင့်စိတ်ကိုပျော့ပြန်အောင်ရေချိုးခန်းတွင်တွစီနေသည်။သူမထွက်ပြေးရန်ကြိုးစားတော့လေကူပါကတားမြင်ပြီးသူတို့နားကြသည်။ညတည့်ရန်တွင်ကူပါသည်အဖျားတက်ပြီးသူ့ခန္ဓာကိုယ်ကလိမ့်သွားသည်။ဂျော်ဒန်ကသူ့ကိုရေးပေးပြီးနှစ်သိမ့်သည်။ဒါပေမဲ့ကူပါပြိုလဲသွားသောကြောင့်ဂျော်ဒန်ကအကူအညီတောင်းပါသည်။ဂျယ်ရမီနဲ့အန်တိုနီယိုတို့ရောက်လာသောအခါအသွင်ပြောင်းမှုကမပြီးမသိဆွေကြောင်းသိရသည်။သူတို့ကကူပါကိုဖမ်းဆိုတော့လေသူကသူတို့ကိုတွန်းလှုပ်ထွက်ပြေးကန်ထုတ်သည်။အန်တိုနီယိုကအေးအသွင်ပြောင်းမှုကိုပြို့လို့နိုင်ဖွယ်ရှိကြောင်းအကြည့်ပြုပြီးရေစိုးခင်းနဲ့မှတွားထားလိုက်သည်။ကူပါသည်သူ့၏လက်သေးများကိုကြွတ်စင်ပြီးမှန်ကိုရိုက်ရိုက်စိုးခွင်းနေတာကိုကြည့်နေရသည်။ယိုတီရဲ့သူ့၏နှရောင်းများကျုံးသွားသည်ရင်ကန်ပွင့်သွားသည်။ မနေ့ကမှာတော့အဖိုက်သားတွေကကူပါကိုစစ်ဆေးကြည့်လိုက်တဲ့အခါသူကကိုခုံကိုဖြစ်စီနေတာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့သူတို့ကလှပတဲ့လီတယောက်ကိုမြင်ရမယ်အစားဆယ်ကျော်သက်ကောင်လီတယောက်ကိုမြင်လိုက်ရလို့အံ့အားသွားကြပါတယ်။ရေချိုးပြီးတဲ့နောက်ကူပါကဂျော်ဒန်ကိုသူကအရင်လူပဲဖြစ်ကြောင်းနဲ့လူကြီးတယောက်လိုပြောဆိုနိုင်ကြောင်းအာမခံလိုက်ပါတယ်။ဂျော်ဒန်ကဒါဟာသူ့ဘဝအသက်ကိုစော့တင်ဖို့ခွင့်ရေးလို့တွေးမိပြီမယ်။ကူပါကတော့တာဝန်ကိုပဲဆက်လုပ်ချင်နေပါတယ်။နောက်ပိုင်းမှာဂျော်ဒန်ကအရက်ဆိုင်ကိုသွားပြီးတခြားသူတွေနဲ့အတူတောက်ရင်တာဝန်ကိုအဆုံးသတ်ဖို့သဘောတူလိုက်ကြပါတယ်။ဂျီမီဖန်သားကြီးနေပေါ်မှာအလှအပဆိုင်ရာဂျော်နယ်ရီစတင်လာပြီးအခန်းထဲကလူတိုင်းရဲ့ဖုန်းတွေစီကို message တွေရောက်လာပါတယ်။ထန်ဂျီဘောကမနက်ဖြန်မှာဖြစ်ပေမဲ့ဘိုင်ရောကအစောပြီးလို့ဖို့အဆုံးဖြတ်လိုက်ပုံရပါတယ်။ဒါကြောင့်အဖွဲ့ကနှုတ်ကြသွားပါတယ်။တပတ်ကြာအထက်တန်းကျောင်းမှာရူတီကသူမရဲ့တင်ငယ်ချင်းဘက်လာကိုနှာခေါင်းခွဲစိတ်ထားတာကိုပြလိုက်ပါတယ်။ဒါပေမဲ့သူမကရလာကိုမကျေနပ်ပဲဘသူမှသူမကိုချစ်မှာမဟုတ်ဘူးလို့တွေးပြီးထိတ်လာနေပါတယ်။ကျောင်းသားတိုင်းကအလားပါဆိုင်ရာကြောင်ညာတွေကိုဖုန်းထဲမှာဆက်တိုက်ရနေတဲ့အခါမင်္ဂလေးတယောက်ကထန်နာကိုအစ်စ်နဲ့ရောက်လာတဲ့အခါအမှန်တရားကိုမြင်လိုက်ရပါတယ်။သူမကပြိုင်ဘက်ကိုအော်ဟင်းရင်လိမ့်နံနေတာကဆရာနှစ်ယောက်ကသူမကိုဆွဲခေါ်ထွက်ရပါတယ်။အထက်ထက်မှာကောင်းလေးတယောက်ကနေကောင်းဖြစ်လာပြီးသူ့ခန္ဓာကိုယ်ကလိမ့်ကောက်လာပါတယ်။ဆရာနဲ့အတန်းဖော်ရီကသူ့ကိုဝိုင်းထားပေမဲ့သူအန်တဲ့ခါနောက်ဆက်ပေးလိုက်ပါတယ်။ဘယ်လာအိမ်ပြန်ရောက်တဲ့အခါသူမရဲ့မိဘတွေကသတင်းကြည့်နေတာကိုတွေ့လိုက်ရပါတယ်။သမရကလည်းထိုးချဲထိုးပြီးဘိုင်ရန်ကိုစုတစိတ်ပေးချင်နေပါတယ်။အစိုးရကဆေးဝါးကိုအရေးပေါ်အသုံးပြုဖို့ခွင့်ပြုလိုက်ပေမဲ့လက်တွေ့စံသက်မှုတွေကလုံးလောက်မပူသေးပါဘူး။ online မှာပြောင်းလဲဗီဒီယိုတွေကိုအများကြီးကြည့်ပြီးတဲ့နောက်ဘယ်လာကသူမလည်းထိုးချဲထိုးချင်တယ်လို့မိဘတွေကိုပြောလိုက်ပါတယ်။သူတို့ကချက်ချင်းငင်းငယ်ပြီးငင်းခုန်ကြပါတယ်။နောက်ဆုံးမှာဘယ်လာကသူမ18နှစ်ပြည့်ဖို့တပတ်ပဲလိုတော့တာကြောင့်သူတို့ခွင့်ပြုမှုမလိုတော့ဘူးလို့တတိပေးလိုက်ပါတယ်။နောက်ကနေလာနေမှာဘယ်လာကရူတီကိုစနေနေ့ကရခဲ့အလှပတဲ့ခန္ဓာကိုယ်နဲ့တွေ့လိုက်ရလို့အားနာသွားပါတယ်။ရူတီကသူမကိုဆေးကန်မှာချောမော့တဲ့လူတွေကမိန်းသမီးတယောက်လိုပြုစုခဲ့တဲ့အကြောင်းပြောပြပါတယ်။ထိုးချေပြီးသူမကအိပ်ဖြိုချေးချပေးတဲ့ထုတ်ဖော်ကိုတတိုက်ပြီးအခက်မှာအိပ်ပျော်နေပါတယ်။ရူတီနိုးလာတဲ့အခါသူမကခန္ဓာကိုယ်အသက်နဲ့ရေချိုးခန်းမှာရောက်နေပါတယ်။အခုရူတီကဘယ်လာကိုကော်နာဆိုတဲ့ဝန်ဒန်းပေးခဲ့တဲ့ကတ်တခုကိုပေးလိုက်ပါတယ်။သူကခွဲချိန်ထားဖို့ဝင်မတက်နိုင်တဲ့သူတွေကိုကူညီပေးနိုင်တဲ့နည်းလမ်းတစ်ခုရှိပုံရပါတယ်။တစ်ဖက်မှာ Dick နဲ့အခန့်သားက Franny ကိုအနာသိမ်းသွားပါတယ်။သူမအယောင်လွှဲနေချိန်မှာပဲသူတို့ကသူမမဆန်တာနဲ့ဆေးထိုးလိုက်ပါတယ်။နာရီနေငယ်ကောစီကိုဘိုင်ရန်ကိုအနာစရာရှိတယ်လို့ပြောပြီးတခြားအခန်းကိုပို့လိုက်ပါတယ်။ဘိုင်ရန်ကငယ်ညွယ်တဲ့ Franny ကိုတွေ့လို့အရသုံးပျော်သွားလာကြောင်းသူမကိုပုတ်ဖတ်ခိုင်းပါတယ်။သူကမိသားစုပြန်မေးချင်ပေမဲ့ Franny ကတော့မုန်းတန်းနေပြီးသူမကိုထောင်ချဲ့နေလားလို့ခံစားနေပါတယ်။
သူမအခန်းကိုထောက်ထားပြီးပဲဝေါ်ဖွဲ့လိုက်ပြီးသူမရဲ့မိသားစုရှိမှာပဲကိုဖျက်ဆီးလိုက်ပါတယ်ကဖေးတကူမှာဘယ်လာကခေါ်နဲ့တွေ့ပြီးသူ့ဆက်လန်းကိုနားထောင်နေပါတယ်သူကအရင်ကအရန်အဆင်မပြေတဲ့သူတယောက်ဖြစ်ခဲ့ရပါတယ် serum ကသူ့ဘဝကိုပြောင်းလဲပေးခဲ့တယ်။သူကအဲ့ဒါအတွက် credit ကထုံးကနေပေးချေခဲ့ရပေမဲ့အခုတော့အကျွေးနဲ့အများကြီးတင်နေပြီ။သူက Bella နဲ့ဆိုးဆိုးဝါးနီးပြီး serum ကိုပေးမယ်လို့ကန့်လန့်ခဲ့တယ်။ Bella ကစေးကန်းနေတဲ့အများကြီးတက်တာတဲ့ဈေးနဲ့ပေးရမှာဖြစ်တယ်။ Bella မှာလုံလောက်တဲ့ပတ်သက်ရှိတယ်။ဘာလို့လဲဆိုတော့သူမကမိဘဒီစီကနေလက်ဝိရဏနဲ့နာယီအချို့ကိုခိုးယူခဲ့လို့ပဲ။ ကော်နာကသူ့အချိန်မတိုင်ခင်ကတည်းက booster shot ထိုးခဲ့ပြီးအခုတော့သူကဖျားစခင်လိုခံစားရတယ်လို့ထောက်ဖော်ပြောခဲ့တယ်။အဲဒီနောက်တော်ဟော့ဂျယ်ကိုတားပြီးမကောင်းတာတွေလုပ်ကြတယ်။ညနေပိုင်းမှာ Bella အိမ်ပြန်ပြီးသူမရဲ့အိတ်ခမ်းထဲမှာပုံမိခဲ့တယ်။မကြခင်မှာသူမဖျားပြီးခန္ဓာကိုယ်ကလိမ်ကွေးလာတယ်။နောက်နေ့မနက်မှာသူမရဲ့အမေကအိတ်ခမ်းတစ်ခုလုံးသွေးနဲ့အချွဲနဲ့ဖုံးနေတာကိုတွေ့လိုက်တယ်။သူမကဗီဒီယိုကိုဖွင့်လိုက်တဲ့အခါ Bella ကပုံပြပင်ပြတဲ့တော်ကောင်ဖြစ်နေတာကိုတွေ့လိုက်လို့ထိတ်လန့်သွားခဲ့တယ်။ရုံးမှာ Byron ကိုအသက်အရွယ်မမှန်ကန်မှုတွေရုပ်ပိုင်းဆိုင်ရာပုံပြမှုတွေနဲ့အခြားကျန်းမာရေးပြဿနာတွေအများကြီးရှိနေကြောင်းအကြောင်းကြားခဲ့တယ်။လူတွေကကုမ္ပဏီကိုကြီးမားတဲ့တရားစွဲဆိုမှုတစ်ခုနဲ့တရားစွဲဖို့စုပေါင်းနေကြပြီး Federal Agency တွေကစုံစမ်းစစ်ဆေးမှုတွေစတင်နေပြီ။ကာကွယ်ရေးဝန်ကြီးက9နှစ်သားလေးဖြစ်သွားပြီးအထက်လွှတ်တော်အမတ်ရဲ့သမီးကပြင်းထန်တဲ့ပုံပြမှုတွေရှိနေကြောင်းသမရကအလားပြည့်မဟာမိတ်မဟုတ်တော့ဘူး။အစားတောက်နေစေဝါကုန်းကွက်တဲ့အဖွဲ့က၎င်းရဲ့ခွင့်ပြုချက်ကိုရုပ်ထိန်းခဲ့ပြီးအလားပြည့်အပန်းတန်းကမနှက်ပြန်ကစတင်တော့မယ်။ဘိုင်ရမရောင်းချလေခြင်းကိုရပ်တန့်ပြီးစေကန်းတွေကိုပိတ်ဖို့သူ့အဖွဲ့ကိုအမိန့်ပြရမှုပဲလွှမ်းရှာမရှိတော့ဘူး။ဘူစတာတွေကိုအစခဲပေးရမှာဖြစ်ပြီးဥပဒေအဖွဲ့ကအရောက်ရန်ကိုချက်လက်ချေမလှိတ်ဖို့စတင်ရမှာဖြစ်တဲ့ရုတ်တရက် Jack နဲ့ Dina ကအစည်းအဝေးကိုရောက်လာကြတယ်။ Jack ကသူတို့အခုလုပ်ငန်းကိုမဆုံးရှုံးနိုင်ဘူးလို့ထင်လို့သူ့အဖွဲ့ကိုလျော်ပေးစရာမရှိအောင်ဒေဝခံဖြစ်အောင်တောင်းဆိုပေးတယ်။ဒါပေမဲ့ Byron ကသူလက်မလျှော့နိုင်ဘူးလို့သူပြင်းပြင်းယူဆနေတယ်လို့ပြောခဲ့တယ်။အရှုံးတောင်ွယ်ပြီးသွားတဲ့အချိန်မှာသူကပရာဟိတလုပ်ငန်းတွေကိုပတ်စံလူတန်းခဲ့ပြီးအမှုပညာ project အချို့ကိုထောက်တန့်ခဲ့ပြီးအနောက်တက်ကြိုင်နဲ့အားလုံးကအဖြစ်ဖြစ်တွေကိုမေ့သွားကြလိမ့်မယ်။ Jack ကမိသားစုကလုပ်ငန်းကိုမဆုံးရှုံးနိုင်ဘူးလို့ဆက်ပြီးညှဉ်းချနေခဲ့တယ်။ဒါပေမဲ့ Byron ကတကယ်ပဲလူတွေကိုကူညီချင်တာပဲ။သူက Franny ကိုအသက်ရှူဆက်မှထားရှိပြီးသူမကိုအဲ့လိုမရတာကသူ့ကိုအသက်အရွယ်အသစ်ပေးလိုက်ခဲ့တယ်။သူကကုမ္ပဏီရဲ့အရေးမဲ့အားလုံးကိုကုသမှုတွေပေါ်မှာအာရုံစိုက်စေခြင်းနဲ့ဒါမှသူဖြစ်စည်းခဲ့တာတွေကိုပြင်ဆင်ပြီး Franny ကိုသူမလိုချင်တဲ့ပုံစံမျိုးနဲ့ပြန်ခေါ်လာနိုင်မှာဖြစ်တယ်။ Dina ကသူမရဲ့ nanobot တွေကအလားပြည့်ရဲ့အကျိုးသက်ရောက်မှုတွေကိုတိုက်ခိုက်နိုင်တယ်လို့ပြောခဲ့တော့ Byron ကသူမကိုပုံမြန်တဲ့ဖြည့်ရှင်းမှာတွေကိုဖော်ထုတ်ဖို့ပတ်စံပေးခဲ့တယ်။ Byron ထပ်ပါဖို့စူးစမ်းတဲ့အခါ Jack ကသူ့နောက်ကိုလိုက်ပါပြီးထပ်ပြီးတိုက်ကိုခက်လိုက်တယ်။ Byron ကသူ့ကိုတည်ပေါက်နောက်ထိဒေါက်တာနဲ့တွေ့ပြီး Franny ကိုဖြစ်သွားတာတဲ့အတွက်သူ့ကိုအပြစ်တင်ခဲ့တာကြောင့်သူ့ကိုဘယ်တော့မတွေ့ချင်တော့ဘူးလို့ပြောခဲ့တယ်။ Jack ကသူကအမွေဟန်ဖြစ်တယ်လို့ထောက်ပြခဲ့ပြီး Byron ကတော့အသေးတဲ့လူတွေကဘာမှအမွေမရဘူးလို့ပြောခဲ့တယ်။နောက်ပိုင်းမှာ Dina နဲ့ Jack ကကူပါနဲ့သူ့ရဲ့အဖွဲ့ကိုတွေ့ဆုံကြတယ်။ Jack က Franny ကို serum ထိုးခဲ့တာက Byron ဖြစ်တယ်လို့သူတို့ကိုပြောခဲ့တာကြောင့်သူ့အဖေကအယမ်းအန္တရာယ်များတယ်လို့သူသိချင်တယ်။ Dina က Ray ရဲ့ခန္ဓာကိုယ်ကိုတွေ့ရှိခဲ့ပြီး Byron နဲ့လုခဲ့တယ်လို့ပြောခဲ့တယ်။ Ray ရဲ့ file တွေက Dina ကကူးတောက်မှုတစ်ခုကိုဖော်ထုတ်နိုင်ခဲ့တယ်။အဖွဲ့က Byron ကိုတတ်ဖို့သဘောပေါက်ခဲ့ပြီးအဖွဲ့ကကူးတောက်မှုတစ်ကွက်ကိုကူပါအတွက်လဲဟဲတာဖြစ်တယ်။အဲဒီနောက် Dina ကကူပါကိုအခန်းတစ်ခုကိုခေါ်သွားပြီးသူကပထမဆုံးစမ်းသပ်ယူဖြစ်သွားတာကြောင့်ကူးတောက်မှုနဲ့တင်းညွန်ခဲ့တာဖြစ်တယ်။သူကချက်ချင်းတလီထက်လက်ပြီးသူ့ခန္ဓာကိုယ်ကလိန်ကွေးနေတဲ့အချိန်မှာကျန်တဲ့လူတွေကသူ့ကိုဖိထားခဲ့ကြတယ်။နာရီနဲ့မနေလို့ကြားတဲ့အချိန်မှာအဖွဲ့ကကူပါကိုစစ်ဆေးပြီးသူကကိုကူးနဲ့ကနေထိတ်လန့်လက်ရလို့ပဲနဲ့ထက်ပါတာကိုကြည့်သွားခဲ့ကြတယ်။ကြည့်ရှုပေးသလိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုများအတွက် subscribe လုပ်ပါ